အခန်း29ဒရီဖတ်ထိုင်ကုန်တရေကျုံမှာစာလူကျုံစုမှာအသေးဆုံးအငယ်ဆုံးကျုံဖြစ်၏ကျုံပေါ်၌လူလဲမြမရှိတရေကျုံမှာနိုင်ငံရေးအကျဉ်းသားများအတွက်အထူးတည်တံ့ထားသောကျုံဖြစ်၏ရိုးရိုးပြစ်မှုကျူးလွန်သောအကျဉ်းသားများအတွက်မဟုတ်ထို့ကြောင့်ဤကျုံပေါ်၌ရိုးရိုးအကျဉ်းထောင်ငယ်တစ်ခုသာရှိပြီးလူလဲ10ယောက်ခန့်သာနေနိုင်၏နိုင်ငံရေးအကျဉ်းသားများကိုမူလူတစ်ယောက်ကိုသွမိုးအိမ်ငယ်လေးတစ်လုံးစီဖြင့်တည်တံ့နေစေ၏သူတို့ကိုတနင်္လာနေ့တိုင်းတပတ်စာအသားစိမ်းနှင့်ရိတ်ခါပေး၏နေ့စဉ်ပေါင်မုံတစ်လုံးပေး၏အကျဉ်းသားဆေးမှုမှာဒေါက်တာလီဂါဆိုသူဖြစ်၏သူ့မိသားစုတစ်ခုလုံးကိုအစိတ်ခတ်တတ်မှုဖြင့်တကြွရောက်နေသူဖြစ်၏တရေကျွန်း၌ထောင်ပိုင်ထောင်မှုမရှိဝါဒတက်ချက်ကြီးမှာအကြီးဆုံးဖြစ်၏သူ့နာမည်မှာစာတိုလီဖြစ်၏ပပီလွန်မင်းအဆောင်အရင်သွားနှင့်နောက်မှငါလိုက်ခဲ့မယ်ဝါဒတက်ချက်ကြီးအမိန့်အတိုင်းအဆောင်ရှိရာသို့ကျွန်တော်ထွက်သွား၏အဆောင်တွင်အကျဉ်းသား6ဦးသာရှိ၏တရုတ်2ယောက်ကပလီ2ယောက်နှင့်ပြင်သစ်2ယောက်ဖြစ်၏ချမ်းအမိရှိသောတရုတ်မှာကျွန်တော်ငကိုကပင်သိ၏စိတ်လုံးရင်ကျွန်းတွင်အတူနေဘူး၏သူသည်ပင်လယ်ဓမြဟောင်းတယောက်ဖြစ်၏အလွန်ရက်ဆက်သူအဖြစ်ကြော်ကြား၏ပူလိုကျွန်းထောင်ပုံကံမှုတွင်ပါဘူး၍ဤသို့ခွဲပုတ်ထားခြင်းဖြစ်၏ချမ်းကကျွန်တော်ကိုမြင်သည်နှင့်ရင်းနှီးစွာနှုတ်ဆက်၏ပပီလွန်ခမငါးများခြင်းဒီကျွန်းကငါးသိပ်ပေါ်တယ်မြားပြကျွန်တော်ချက်တဲ့ပြုတ်တဲ့အလုပ်တာဝန်ယူမယ်ထိုအချိန်တိုင်းဝါဒတက်ချက်ကြီးစာတိုလီရောက်လာ၏အော်အတော်ပဲမင်းချမ်းနဲ့လည်းတည်နေတာပဲမင်းလုံးရမယ့်အလုပ်ကချမ်းနဲ့အတူနေ့တိုင်းဝက်စာလိုက်ကျွေးရမယ့်အလုပ်ပဲဝက်စာကြေးပြီးတာနဲ့မင်းအားပြီးတကြုံလုံးမှာကြိုက်တယ်လို့ငားလိုက်များနိုင်တယ်ငားရခဲ့ရင်တော့ငါတို့သတ်မှတ်ထားတဲ့စီကံအတိုင်းပဲနေ့စဉ်ဝါဒရိတ်တာကိုငါး2ပေါင်လာပို့ပေးဟုတ်ကဲ့နောက်တစ်ခုမင်းသတိထားဖို့ကနိုင်ငံရေးအကျဉ်းသားတွေနောက်ကိုမင်းဘယ်တော့မှမသွားနဲ့သူတို့ကမင်းတို့ရိုးရိုးအကျဉ်းသားတွေသူတို့နေတဲ့ဘက်လာရင်သူတို့မွေးထားတဲ့ကြက်တွေလာခိုးဖို့ပဲလို့ထင်တယ်သူတို့လူတိုင်းမှာတောသုံးတာတစ်ချောင်းစီရှိရဲ့မင်းသူတို့နာတော့တာနဲ့တခိုးထင်ပြီးဓာတ်နဲ့ခုတ်လွတ်မှာပဲသတိထားနောက်တနေ့မနက်မှစပြီးဝက်စာကျွေးသည့်အလုပ်ကိုချမ်းနှင့်အတူကျွန်တော်တာဝန်ယူလုပ်၏လမ်းတိုင်းသပင်နှင့်ပမိုင်းမွေးများအလွန်ဖြူနေသောအဖိုးကြီးတစ်ယောက်ကိုတွေ့၏ထိုအဖိုးကြီးမှာသတင်းစာဆရာတဦးဖြစ်၏ပထမကမ္ဘာစစ်ကြီးဖြစ်စာ1914ခုနှစ်ကဂျာမနီဘက်မှစစ်ကိုထောက်ခံပြီးရေးမိသဖြင့်တရေကျုံရောက်နေသူဖြစ်၏အကျဉ်းသားဆေးမှုဒေါက်တာလီကမှာဗလာကောင်းကောင်းထောင်းထောင်းမောင်းမောင်းအနေထိုင်ညစ်ပတ်သူဖြစ်၏သူ့တကိုယ်လုံးနှင့်နေရွက်နှင့်ဇက်ပိုးမှလဲ၍တကိုယ်လုံးညစ်ပတ်နေ၏မင်းနေမကောင်းရင်တော့ငါစီအချိန်မရွေးလာခဲ့ရိုးရိုးတော့ငါစီဘယ်တော့မှမလာနဲ့ငါပဲဧည့်သည်မှလက်ခံစကားမပြောဘူးမင်းဒီကျွန်းကိုပြောင်းလာတာအကြောင်းမဲ့တော့ပြောင်းလာတာမဖြစ်နိုင်ဘူးငါပြောရတယ်မင်းပြေးဖို့ရည်ရွယ်ချက်နဲ့ပြောင်းလာတာဖြစ်ရမယ်ရော့ဒါကွီးနိုင်စေးပလင်းစေးလုံး120ပါတယ်မင်းထွက်ပြေးတဲ့အခါတောထဲရောက်ရင်ဒီဆေးတောက်ပေးဖို့လိုလိမ့်မယ်အော်မင်းတို့ဝက်ခိုးတတ်တဲ့အခါတိုင်းငါ့ကိုဝက်သားနဲ့လာပို့ပြီးငါကြက်တကောင်နဲ့ကြက်ဥ6လုံးပေးမယ်ကျွန်တော်သူပေးသောကွေးနိုင်စေးပလင်းကိုအသေးချာသိမ်းထားလိုက်၏ကျွန်တော်မနက်နှင့်ညနေတိုင်းငါးများထွက်၏ငါအလွန်ရလွယ်၏စားရည်မကုန်ထို့ကြောင့်ဝါသာရိတ်တာသို့တစ်နေ့8ပေါင်ပို့ပေး၏မိသူမြအိမ်မြမပို့ပေးဘူးသဖြင့်တက်ချက်ကြီးစာတိုလီကလည်းအလွန်ကျေနပ်နေ၏တနေ့တွင်လွယ်ရကျုံးမှဒေါက်တာဂေးဗတ်အလဲရောက်လာ၏လွယ်ရကျုံးထောင်ပိုင်နှင့်အတူလိုက်လာခြင်းဖြစ်၏လှိုင်းလေငိမ်သက်သောနေ့ဖြစ်၍သူ့ဇနီးလည်းအတူပါလာ၏ဒေါက်တာဂေးဗတ်ဇနီးကကျွန်တော်နှင့်တနာရီခန့်လာစကားပြော၏သူမနှင့်ကျွန်တော်ဒရီဖတ်အမိရှိပြင်သစ်တွေးခေါ်ပညာရှင်ကြီးတရေကျုံးတွင်အကျဉ်းခံရစဉ်ကအမြဲထိုင်လေးရှိသည်ဟုဆိုသောကြောက်တုံးထိုင်ကုန်ပေါ်၌အတူထိုင်ကြ၏ပပီလွန်ဒါကျမတို့ဘဝမှာနောက်ဆုံးပြန်တွေ့တာလည်းဖြစ်ချင်ဖြစ်လိမ့်မယ်ရှင်ကပြေးတော့မဲ့လူဆိုတော့နောက်ပြန်တွေ့ဖို့မလွယ်တော့ဘူးညနေဘက်တွင်သူတို့ပြန်သွား၏ကျွန်တော်လှေစိတ်အထိလိုက်ပို့ပေး၏ထို့နောက်ဒရီဖတ်ထိုင်ကုန်သို့ပြန်လာပြီးထိုင်၏ဒရီဖတ်ထိုင်ခဲ့သည့်ကြောက်တုံးမှာတရေကျွန်း၏မြောက်ဘက်အစွန်ဆုံးကျွန်းများတွင်တည်ရှိ၏ကြောက်ကမ်းမထိပ်တွင်ရှိ၏ထိုကမ်းမှာပင်လယ်ရေပြင်မှပေ900ခန့်မြင့်၏မြင်ကွင်းအလွန်လှ၏ဒရီဖတ်သည်ဤထိုင်ကုန်တွင်ထိုင်ပြီးမတရားသောမညီမျှသောလူလောကကြီး၏နည်းနည်းသည့်အကြောင်းအရာများကိုစဉ်းစားသွားခဲ့ခြင်းဖြစ်၏ယနေ့ခု1942ခုနှစ်အတွင်းရောက်ခဲ့လေပြီကျွန်တော်၏ထောင်သက်မှလည်း17နှစ်ရှိသွားပြီဤ17နှစ်အတွင်း9လသာကျွန်တော်လွတ်မြောက်ဖူး၏ကျွန်တော်မယားလူရိုင်းညီမကိုပြန်တည်းရ၏ကျွန်တော်ရင်သွေးကလေးများလည်းမွေးဖွားပြီး8နှစ်အရွယ်တွင်ရှိကြတော့မည်ကျွန်တော်အသက်မှလည်းအခု35နှစ်ရှိလေပြီ17နှစ်ထောင်သက်တန်းအတွင်းထောင်အမျိုးမျိုးမှထွက်ပြေးရန်ကျွန်တော်10ကြိမ်စူးစမ်းမှု၏နောက်ဆုံးတစ်ကြိမ်စာပီဒီယာတည်ဆုံးရသည့်ကြိုးပမ်းမှုမှာနေရာရွေးမှားခဲ့သည့်အတွက်ဖြစ်၏နေရာရွေးမမွားလင်မိသိုးများကြောက်ဆောင်နှင့်ဖောင်ဝင်တိုက်မိမဟုတ်စာပီဒီယာလည်းတည်မိမဟုတ်ကျွန်တော်တို့လွတ်နှင့်လေပြီပညာရှင်ကြီးဒရီဖတ်သည်ဤကြောက်ခုံပေါ်ထိုင်ပြီးသူ့ဘဝကိုကြမ်းကြမ်းခံရန်ကြိုးပမ်းသွား၏
သူဘယ်တော့မှစိတ်တက်မကြခဲ့ကျွန်တော်လည်းဘာကြောင့်စိတ်တက်ကြရမည်နည်းအားလျှော့ရမည်နည်းဒီရီဖတ်ထိုင်ကုန်တွင်ထိုင်ပြီးနေ့စဉ်ကျွန်တော်အမျိုးမျိုးတွေ့၏လွတ်မြောက်ရေးလမ်းစာကိုကြံစား၏တနေ့ထိုထိုင်ကုန်၌ထိုင်နေစဉ်ပင်လယ်မှပြေးလာသောလှိုင်းလုံးများကိုကြည့်ပြီးအကြံတစ်ခုရ၏ကျွန်တော်ယခုထိုင်နေသောကမ်းပါးမှာမြင်းခွာပုံကမ်းပါးဖြစ်၏ဤပတ်ဝန်းကျင်မှာလှိုင်းများမှာပင်လယ်မှပြေးလာသောဤမြင်းခွာအတွင်လာစု၏နောက်ဤမြင်းခွာမှာပြန်ဆင်းလိုက်သောလှိုင်းရည်များမှာကျိုးမှအလွန်ဝေးသောခရီးအထိပြန်ဆင်းသွားလိမ့်မည်လိမ့်ဆင်းသွားသည့်လှိုင်းတိုင်းဤကမ်းပါးသို့လုံးဝပြန်မလာတော့ကျိုးမှဝေးရာကုန်းပိုင်းရှိရာသို့စီးသွားကြ၏အကြံရလေပြီအကယ်၍သာအုံဖောင်တစ်ခုကိုကျွန်တော်တိဆောက်ပြီးဤမြင်းခွာပုံကမ်းပါးမှပင်လယ်အတွင်းသို့ပြန်လိမ့်ဆင်းသွားသောလှိုင်းနှင့်လိုက်သွားလျင်ကျွန်တော်သည်တရေကျုံမှဝေးရာသို့တစ်ကြိမ်တည်းဖြင့်ရောက်သွားတော့မည်အုံဖောင်လုံးရံမှလည်းဘာမှမခံတရေကျုံ၌ဝက်စာမှာအုံးဆန်ဖြစ်၏ထို့ကြောင့်ကျွန်တော်တို့ဝက်ချံပတ်ဝန်းကျင်၌အုံးကုန်6ပေါင်းများစွာရှိ၏လှိုင်းမှာလာပြည့်ရများ၌အပြင်းထန်ဆုံးနှင့်အကြီးဆုံးဖြစ်၏ပြေးလျင်ဤရမျိုးကိုရွေးရပြေးရမည်သို့သောလက်တွေ့မပြေးမီသေးကြအောင်စမ်းသပ်မှုအမျိုးမျိုးကိုလုပ်ကြည့်ရအောင်မည်ကျွန်တော်ခန္ဓာကိုယ်အလေးချိန်မှာ17စတုံရှိ၏ကျွန်တော်17စတုံခံနိုင်ပြီးအုံဖောင်တစ်ခုကိုစောက်၏ထို့နောက်ဒရီဖတ်ထိုင်ကုန်ရှိရာသို့ချမ်းအကူအညီဖြင့်တည်လာခဲ့ကြ၏ခမရဒီဖောင်ကိုဘာလို့ချင်လို့လဲပါပြီလုံးငါစမ်းပြီးမျောကြည့်မလို့ဒီရေအကြနဲ့ဒီဖောင်ကိုမျောလိုက်ရင်ဒိုကျွန်းကိုပြန်ကတ်မလားအဝေးကိုမျောသွားမလားဆိုတာသိချင်လို့ကန်ဆန်တယောက်လင်17စုံစားကန်အလေးချိန်ရှိပြီးကြောက်တုံးတုံးကိုရှာပြီးဖောင်မော်တို့တင်၍ကျိုးတစ်ခုဖြင့်ခြိလာ၏ထို့နောက်ဒီကြချိန်စောင့်ပြီးဒရီဖတ်ထိုင်ကုန်အရှိ၌မြင်းခွာပုံကမ်းပါးမှအရှိန်ပြင်းစွာဖြင့်ပင်လယ်အတွင်းဆင်းသွားသောလှိုင်းလုံးကြီးတစ်ခုဖြင့်မျောချပေးလိုက်၏ကျွန်တော်မျောလင့်ထားသလိုပင်ကန်းစမ်းမှပေ300ခန့်ဝေးသည့်အထိဖောင်မှာ10မိနစ်အတွင်းမျောပါသွား၏ချမ်းရီငါဖောင်တော့လွတ်ရကြွရသွားပြီဟဲ့ချမ်းကဘာမှမပြောဖောင်ရှိရာသို့စိုက်ကြည့်နေမှဟောခမည်းဖောင်ကကျုံးဘက်ပြန်ပြေးလာနေပြီမှန်သည်ကျွန်တော်မျောလိုက်သောဖောင်မှာလှိုင်းလုံးတစ်ခုကိုစီးပြီးအရှိန်ပြင်းစွာဖြင့်ကျိုးမတ်သို့ပြန်လာနေသည်ထို့နောက်ကမ်းပါအနီးမှကြောက်တုံးများနှင့်ဝင်ဆောင်ပြီးအစိမ့်စိမ့်အမွာမွာကွဲသွား၏မလုံးနဲ့ပပီလွန်ရင်မလုံးနဲ့ခမည်းပြေးခြင်းရင်တရေကျုံကလာမကြိုးစားနဲ့တော့လွယ်ရကျုံပြန်သွားပြီးသာကြိုးစားတော့လွယ်ရကျုံတောင်ဘက်နားကတော့ခုနေရာထက်ဖြစ်နိုင်စရာရှိအောင်မယ်ကျွန်တော်စိတ်သက်သာသွား၏ချမ်းပြန်သွား၏ကျွန်တော်ဒီကန်းဆက်တွင်ဖင်နိုင်ချပြီးလှိုင်းများကိုကြည့်၍ကျုံးသို့ပြန်မရောက်ရန်မိတို့ကြံရမည်ကိုအမျိုးမျိုးကြံစားနေကြ၏တနင်္ဂနွေထိုင်မိလျင်လှိုင်းများ၏ထူးခြားသောသဘောတစ်ခုကိုတွေ့၏ကန်းသို့ပြေးလာနေသောလှိုင်းများမှာခုနှစ်ခုတွင်တစ်ခုသည်တခြားလှိုင်းများနှင့်မတူအလွန်ကြီး၏နှစ်ဆသုံးဆခန့်ရှိလေသည်ကျွန်တော်ဒီထိုလှိုင်းများနှင့်ကန်းဆက်မှတစ်တုံးတစ်ခုကိုယူပြီးမျှောချကြည့်လိုက်၏ထိုတစ်တုံး၏အစအနမှာပြန်မတွေ့ရတော့ကျုံးမှဝေးရာသို့မျောသွားသည်ကိုတွေ့ရ၏ထို့နောက်အချိန်ချင်းဆက်ဆန်းသက်ကြည့်ပြန်၏ပထမအချိန်ကကဲ့သို့ပင်မိသည့်ဝတ္ထုပစ္စည်းများကန်းဆက်သို့ပြန်မလားကျုံးမှဝေးရာသို့မျောသွားသည်ကိုတွေ့ရ၏ကျွန်တော်ဒီညနေပိုင်းတွင်ဤအကြောင်းကိုချမ်းအားပြန်ပြောပြပြီးပထမတစ်ချိန်ကဲ့သို့အလေးချိန်17စက်တုံးခံနိုင်သောဖောင်တစ်ခုကိုတိဆောက်၍စမ်းသပ်မျောကြည့်ကြပြန်၏ပြဿနာမပေါ်လုံးဝအောင်မြင်သည်ကိုတွေ့ရ၏တရေကျုံမှပြေးနိုင်သောနီကိုတွေ့ခဲ့ပြီးအဖော်ရှာရအောင်မီကျွန်တော်ဒီအဖော်အဖြစ်စာဖိန်းကိုခေါ်ရန်ဆုံးဖြတ်လာ၏စာဖိန်းမှာထိုချိန်ကလွယ်ရကျုံမှတရေကျုံရောက်လာသည်မှာ3ရက်မျှရှိသေး၏သူသည်အရက်9ပေ17လက်မှရှိပြီးအလွန်တန်ဆွမ်းသူဖြစ်၏အလွန်ထက်မြက်ပုံလည်းရ၏ကျွန်တော်ဒီစာဖိန်းကိုပြေးမိအစီအစဉ်အသေးစိတ်ကိုပြန်ပြောပြ၏စာဖိန်းကအလွန်စိတ်ဝင်စားပါသည်ထားပါတော့မင်းပြောသလိုအကြီးဆုံးလှိုင်းနဲ့လိုက်သွားလို့တရေကျွန်းကိုပြန်မကတ်လာဘူးထားကုန်းဝတ်ကြီးကိုရောက်ဖို့ကဘယ်နှနာရီလောက်ထပ်သွားရအောင်မလဲတိတိကျကျတော့ငါလည်းမပြောတတ်ဘူးထင်တာကိုပြောရရင်တော့ခုဒီကျွန်းကနေကန်က25မိုင်ပဲဝေးတယ်ဒါပေမဲ့တို့ရေစီးအတိုင်းမျောပြီးလိုက်ရမှာဆိုတော့တို့ဖောင်ရဲ့သွားလန်းကတဲ့တဲ့သွားမယ်လို့ပြောလို့မရဘူးသူရိရဲ့ကံပုံတစားမျောသွားမှာပဲဒီတော့တို့သွားရမယ့်ခရီးကမိုင်100ရေစီးနှုန်းကတနာရီ3မိုင်ထွားကွာဒီတော့အများဆုံး48နာရီနဲ့နာရီ60အတွင်းမှာကန်းရောက်သွားမယ်ထင်တာပဲစာဖိန်းကအချိန်အတန်ကြာစဉ်းစားနေ၏ဖြစ်တော့ဖြစ်နိုင်ပါတယ်ဖြစ်နိုင်တာမဟုတ်ဘူးဖြစ်ကိုဖြစ်မှာကဲကမ်းမကြီးကိုကတ်မိပါပြီတဲ့တို့ဘလို့ဆက်ပြေးကြမလဲကမ်းကိုရောက်ရင်ကမ်းနားမှာတငါရွာတရွာရှိတယ်ရွာကိုတော့ရှောင်သွားရမှာပေါ့ရွာနဲ့မလန်မကတ်မှာအချင်းထောင်ရဲ့တစ်ခုတ်အချင်းစခန်းတစ်ခုနဲ့အိုင်နီနီဆိုတဲ့တရုတ်အချင်းသားတွေထားတဲ့စခန်းတစ်ခုရှိရဲ့တို့သွားရမှာကအိုင်နီနီဆိုတဲ့စခန်းကိုဘာအတွက်လဲအဲ့ဒီစခန်းမှာချမ်းရဲ့ညီရှိရဲ့ချမ်းရဲ့ညီနဲ့ဆက်သွယ်ပြီးလှေကောင်းကောင်းတစ်စီးရအောင်ရှာနောက်အဲ့ဒီလှေနဲ့လွတ်ရနိုင်ငံတစ်ခုရောက်တဲ့အထိပြေးကြရုံပေါ့ချမ်းရဲ့ညီနဲ့ကဘလို့ဆက်သွယ်မလဲပြင်သစ်အာဏာပိုင်တွေကလည်းဟိုမှာအများကြီးရှိတယ်မဟုတ်လား
ရှိတယ်ဒါပေမဲ့တရုတ်အကျဉ်းသားတွေကပြင်သစ်အာဏာပိုင်တွေကိုအကျဉ်းသားတယောက်ထွက်ပြေးလာတယ်ဆိုတဲ့အကြောင်းဘယ်တော့မှသွားမပြောဘူးတဲ့ချမ်းညီနမဲကချီချီတရုတ်အကျဉ်းစခန်းကြီးမှာတွေ့တဲ့ဘယ်အကျဉ်းသားမဆိုမှားလိုက်ချီချီကိုသွားပြောပေးပါဆိုရင်ချီချီရောက်လာမှာပဲတဲ့ခမများတို့ကန်းရောက်ရင်ဖောင်မော်ကရှုံနဲ့မစင်းလိုက်မိဖို့တိတ်တတိထားရှုံကတိတ်ပြော်တယ်စီးမိရင်ပြန်တက်လို့မရတော့ဘူးတကူလုံးမြုပ်သွားလိမ့်မယ်ချမ်းကဝင်ပြောလိုက်ခြင်းဖြစ်၏ဟုတ်တယ်စာဖိန်အဲ့ဒါတကူတော့ကြက်ကြက်တတိထားကန်းဆက်ရောက်ရောက်ချင်းကုန်းမော်တက်ဖို့မကြိုးစားသေးပဲနောက်တစ်ကြိမ်ဒီတက်တဲ့အထိဖောင်မော်မှာပဲငိမ်ထိုင်ပြီးစောင့်နေနောက်တစ်ကြိမ်ဒီတက်ရင်ကုန်းမပေါ်အလိုလိုရောက်သွားလိမ့်မယ်ထို့နောက်ပြေးမိအစီအစဉ်များကိုကျွန်တော်နှင့်စာဖိန်အသေးစိတ်ဆက်တိုင်ပင်ကြားပြန်၏ကျွန်တော်တို့နှစ်ယောက်မှာဖောင်တစ်ခုတည်းတွင်အတူစီး၍မရနှစ်ယောက်စီးအုံဖောင်လုံးရံမှာမလွယ်တယောက်ဖောင်တစ်ခုစီဖြစ်သွားကြရမည်သို့သောခန္ဓာကိုယ်အလေးချိန်ချင်းမှာမတိမ်မရင်ဖြစ်၍ကုန်းမကြီးကန်းကျင်တိုင်းမလန်းမကွမ်းအကွာအဝေးတွင်ပင်စိုက်ကြလိမ့်မည်ဟုမျှော်လင့်၏အကယ်၍တယောက်နှင့်တယောက်လူကွဲသွားကလည်းပြန်ဆောင်ရမည့်ဆောင်ရက်ကိုကြိုပြီးသတ်မှတ်ရွေးချယ်ထားလိုက်ကြ၏အုံဖောင်နှစ်ခုကိုတိဆောက်ပြီးလေပြီထွက်ပြေးကြမည့်နေ့ကိုသတ်မှတ်ရွေးချယ်လိုက်ကြ၏10 ရက်လိုသေးသည်ဤ10 ရက်အတွင်းပင်လယ်ခရီး၌ပြဿနာမဖြစ်ရန်ကျွန်တော်တို့ဖောင်စည်းလေးကျင်ကြ၏လှိုင်းလေများအကြား၌ဖောင်စည်းရသည်မှာထင်သလောက်မလွယ်လူထိုင်သည့်နေရာဟန်ချက်မမှန်လင်အုံဖောင်မှာမကြာခဏပြောင်းပြန်လန်သွားတတ်၏ပြောင်းပြန်လန်သွားသောဖောင်ကိုမူလနေရာမမှန်ပြန်လှန်ရန်မှာအလွန်ခက်၏နောက်ဖောင်ပေါ်၌အိပ်၍လည်းမရအိပ်လျင်ပင်လယ်အတွင်းကျသွားနိုင်၏ကျသွားလျင်ပြန်လန်းမရှိတော့ချမ်းကရေလုံးတရေအိတ်တစ်ခုကိုကြံဖန်လုပ်ပေး၏လိုအပ်မိရိတ်ခါနှင့်တပ်ဆောင်ပစ္စည်းများကိုကျွန်တော်တို့စုဆောင်းကြ၏တရေကျုံမှထွက်ခွာမိအချိန်မှာလာမိတနင်္ဂနွေနေ့ည10 နာရီအစစအရာရာအားလုံးအဆင်ပြေခဲ့မှုရှိလျင်လာမိအင်္ဂါနေ့သို့မဟုတ်ဗုဒ္ဓဦးနေ့မနက်တွင်ကုန်းမကြီးကန်းကိုကျွန်တော်တို့ရောက်သွားကြတော့မည်ဖြစ်၏လာမဲ့တနင်္လာနေ့မနက်မှာတော့ဝါဒါတက်ချက်ကြီးစာတိုလီယူနေတာကိုမြင်ရတော့မှာပဲချမ်းကပြောလိုက်ခြင်းဖြစ်၏ကျွန်တော်ညနေ3 နာရီ4 နာရီလောက်မှသူ့ကိုသွားသတင်းပို့မိခမရတို့နှစ်ယောက်အဆောင်ပြန်မလာဘူးလို့တို့ရေကူးရင်လှိုင်းနဲ့ပါသွားတာတွေ့တယ်လို့မင်းသွားမပြောရဲဘူးလားစာဖိန်ကပြောလိုက်၏မလုံနဲ့ဒီပြဿနာမှာကျွန်တော်ဝင်မပါရဲဘူးအကုန်ရှုပ်ကုန်မယ်မတွေ့ဘူးမမြင်ဘူးဆိုတာပဲရှင်းတယ်အခန်း30တရေကျုံမှထွက်ပြေးခြင်းတနင်္ဂနွေညအချိန်မှည9 နာရီထိုးတော့မီကျွန်တော်ထိုအချိန်မှအိပ်ယာမှထားလိုက်သည်ကျွန်တော်စားအိမ်နေသည်မှာစနေမနက်မှဖြစ်၏တရေကျုံမှစားထွက်သည်နှင့်ကုန်းမကြီးကိုရောက်သည့်အထိလုံးဝအိပ်ရတော့မီမဟုတ်ပါလာမှာည9 နာရီထိုးသည့်အထိထွက်အောင်မီမဟုတ်အပြင်လောကပတ်ဝန်းကျင်တစ်ခုလုံးမှာလုံးဝမှောင်မဲနေသည်ကျွန်တော်တို့အဆောင်မှာကမ်းခြေသို့ဆင်းလာကြ၏ညဘက်တွင်အကျဉ်းသားမှာအဆောင်ပြင်ထွက်ခွင့်မရှိပါသို့သောဤဥပဒေကိုတိတ်မလေးစားကြမကြာခဏငါးများခိုးထွက်ကြ၏ထို့ကြောင့်ယနေ့ညကျွန်တော်တို့ထွက်လာကြသည်ကိုမိသူမျှတန်တရားမရှိပါအားရက်လူဝကြီးနှင့်သူ့ကောင်လေးမှလည်းအမှောင်ထဲတွင်ပျောက်နေကြလေပြီသူတို့နှစ်ယောက်မှလည်းညဘက်တွင်ဤသို့မကြာခဏပျောက်သွားတတ်၏သူတို့ဘာအတွက်ပျောက်သွားကြသည်ကိုလူတိုင်းသိ၏သူတို့အတွက်တကြွမှာလောကနိဗ္ဗာန်ဟုထင်နေကြသလားမပြောတတ်ဖောင်နှစ်ခုကိုကျွန်တော်တို့ဖွက်ထားသောဂူအတွင်းမှမားထုတ်ခဲ့ကြ၏လမှလည်းထွက်ပေါ်ခဲ့လေပြီချမ်းကကျွန်တော်တို့နှစ်ယောက်စလုံးကိုရေစက်ရောက်သည့်အထိလိုက်ပို့၏ကျွန်တော်ကပထမလိုင်းနဲ့ထွက်ခွာသွား၏စာဖိန်ကနောက်မှကပ်၍လိုက်လာ၏9 မိနစ်ခန့်မှာပင်တရေကျုံမှဂိုက်3 ယောက်ဝေးသည့်ခရီးသို့ရောက်သွားကြ၏ချမ်းကကမ်းခြေမှာအဝိဖြူတစ်ခုထောင်ပြ၍ကျွန်တော်တို့ကိုနှုတ်ဆက်နေပါသည်တညလုံးတွင်မိသည့်ပြဿနာများမတွေ့ကြအားလုံးကြောကြောမော့မော့ရှိ၏မနက်6 နာရီတွင်နေဝင်းကြီးပေါ်လာသည်ထိုအချိန်၌တရေကျုံမှ15 မိုင်ခရီးကိုရောက်၍နေလေပြီကျွန်းကိုတော့လှမ်းမြင်နေရဆဲဖြစ်၏ကျွန်တော်စာဖိန်ကိုရှာကြည့်လိုက်၏ကျွန်တော်ညာဘက်ဂိုက်100 ခန့်အကွာတွင်မြင်တွေ့ရ၏သူသည်ကျွန်တော်ကိုလှမ်းလက်ပြ၏ကျွန်တော်ပြန်ပြလိုက်၏ကျွန်တော်စီးကရက်တောက်ချင်စိတ်ပေါ်လာ၏ရေလုံးအိမ်မှစီးကရက်တလိပ်ကိုမိညှိ၍တောက်လိုက်၏ဖောင်မှဆင်ကြနိုင်သည့်အနေကိုတတိယပြီးဖောင်ဘေးတွင်ခြိထားသောကြိုးဖြင့်ကျွန်တော်ခါကိုပတ်ချီလိုက်၏ထို့နောက်ရိတ်ခါအိမ်မှအုံသည့်တစိမ့်ကိုထုတ်ပြီးကိုက်ဝါလိုက်၏တစ်စက္ကန့်အတွင်းမီးသို့ဖြစ်သွားသည်မသိကျွန်တော်ဖောင်မှပြောင်းပြန်လန်သွား၏ကျွန်တော်ရေထဲရောက်သွား၏ဖောင်အောက်မှထွက်နိုင်ရန်ကြိုးစားရ၏မရခါတွင်ဖောင်နှင့်တွဲ၍ခြိထားသောကြိုးခံနေသဖြင့်ကိုတုံမိသလိုဖြစ်နေ၏ကျွန်တော်အလွန်ထူပူသွား၏အစွမ်းကုန်ယုံ၏မရရေလဲမုန်းလာလေပြီကန်ဟုပင်ဆိုရမည်ခါချိုးပြေသွား၏ကျွန်တော်ဖောင်တစ်ဖက်တွင်တွဲပြီးလေဝါအောင်ရှူလိုက်၏ထို့နောက်ပြောင်းပြန်လန်နေသောဖောင်မို့ပြန်တက်ပြီးငိမ်ထိုင်နေလိုက်၏အချိန်မှာ9 နာရီထိုးလေပြီနေပူရှိန်မှာပြင်းထန်စွာပြုလာပြီခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးမှာပူကျပ်၍လာ၏ကျွန်တော်မလှုပ်ရဲစောစောကကဲ့သို့တစ်ချိန်ပြန်မှောက်သွားအောင်မီကိုစိုး၍ငိမ်ထိုင်နေရ၏ထိုနေ့တစ်နေ့လုံးမှာငရဲခံနေရတဲ့ကဲ့သို့ဖြစ်၏နေတံဖြင့်တစ်နေ့လုံးမီးလောင်ခံနေရပါသည်ညနေ4 နာရီထိုးတော့မီကျွန်တော်အလွန်စာလာ၏ရိတ်ခါအိမ်မှာဖောင်းအောက်တွင်ရှိနေ၏
ဖောင်ကိုပြန်လန်တိုင်းမှရိတ်ခါကိုရပေမည်မထွက်လာမီ3-4ရက်ကလေ့ကျင့်ထားသည့်အကျိုးဟုဆိုရမည်ကျွန်တော်အောင်မြင်စွာဖောင်ကိုမူလအနေထားအမှန်သို့ရောက်အောင်ပြန်လှန်နိုင်ခဲ့၏ကျွန်တော်သည်အလုံးပိတ်အိမ်မှရေအနှဲငယ်ကိုထုတ်၍တောက်လိုက်၏ညနေ6 နာရီထိုးလေပြီနေဝင်တော့မီကျွန်တော်စာပိန်းကိုလှမ်းလက်ပြလိုက်၏သူကလည်းပြန်ပြ၏နေဝင်သွားပြီးအလင်းရောင်မရှိတော့ဒူဝန်ကျန်နှင့်ဖျောက်စိတ်ကျဲများကိုမြင်ရ၏ည9 နာရီထိုးလျင်လာထွက်လာ၏ကျွန်တော်စာပိန်းကိုလိုက်ရှာကြည့်၏မတွေ့ရပင်လယ်ပြင်တစ်ခုလုံးမှာလာရောင်ကြောင်ငွေရောင်တောက်လျက်ရှိ၏ရာသီဥတုမှာတဖြည်းဖြည်းအေးလာ၏ညတန်းကောင်အချိန်ရောက်လျင်ပိုအေးလာ၏မခံမရပ်နိုင်အောင်ရှိလာ၏လေမှာတဖြည်းဖြည်းပိုထန်လာ၏ကျွန်တော်ဖောင်မျောနှုံးမှာပိုမြန်လာသလိုထင်မိ၏အာယုံကျင်းခဲ့ပြီးမကြမီနေထွက်တော်မီနေထွက်လာပြီးအဝေးတွင်ကမ်းကိုလှမ်းမြင်လိုက်ရ၏ကျွန်တော်စာပိန်းကိုလိုက်ရှာကြည့်၏ကျွန်တော်အရှိကိုင်းနေရခန့်တွင်သူ့ဖောင်ပေါ်ဒူးထောက်ထိုင်ပြီးကမ်းဘက်သို့လှမ်းကြည့်နေသည်ကိုတွေ့ရ၏ကျွန်တော်အုံသီးစိတ်တစ်ခုကိုထုတ်ပြီးမနက်စာဖြည့်စားလိုက်၏မနက်10 နာရီထိုးလူပေပြီအပူဓာတ်မှာမနေ့ကကဲ့သို့ပင်ပြင်းထန်ခဲ့ပြန်၏သို့တော်ကမ်းသို့မြင်နေရပြီဖြစ်၍ကြံ့ကြံ့ခံနိုင်သည်ကျွန်တော်သည်ဝတ်ထားသည့်ဆွဲတာအင်ကြီးကိုချွတ်ပြီးလက်နှစ်ဖက်ဖြင့်ဖြန့်ကင်၍လှေရွက်ကဲ့သို့လှုပ်လိုက်၏အနှဲငယ်ပိုမြန်လာသလိုထင်မိ၏စာဖိန်းမှာကျွန်တော်အရှိကိုင်း200ခန့်တွင်ရှိ၏တဖြည်းဖြည်းသူနှင့်ပိုနီးလာသည်ရှေ့မှကမ်းနှင့်လည်းမဝေးတော့တစ်တော်များကိုလည်းတဲခွဲစွာမြင်နေရလေပြီမကြမီငှက်အုပ်များကိုမြင်ရပြီအရေးအတွက်မှာတောင်းရှိရှိမည်ဟုထင်ရပြီကမ်းနှင့်ပိုနီးခဲ့ပြန်ပြီမကြမီဖောင်မှာရှေ့ကိုဆက်မရွေ့တော့ရေတိမ်ပိုင်းရောက်၍တောင်တင်သွားပြီးဖြစ်ဟန်ရှိ၏ကမ်းနှင့်လည်းဂိုက်100ပင်မဝေးတော့ကျွန်တော်စာဖိန်းရှိရာသို့လှမ်းကြည့်မိ၏ကျွန်တော်ညာဘက်ဂိုက်100ခန့်တွင်ပင်ရှိလိမ့်မည်ဒီရေကျသွား၏ကျွန်တော်တို့ဖောင်မှာရှုံမြေပေါ်၌ကြံရစ်၏နောက်တစ်ချိန်ဒီပြန်တက်သည့်အထိစောင့်ရအောင်မည်အချိန်မှနေ့လယ်2 နာရီခန့်တွင်ဖြစ်၏နေမှာချစ်ချစ်တောက်ပူနေသည်အစောဆုံးညနေ4 နာရီတွင်ဒီရေပြန်တက်မည်မိုးမချုံမီကျွန်တော်တို့ကုန်းပေါ်ရောက်သွားကြမည်ဖြစ်၏ကျွန်တော်စာဖိန်းရှိရာသို့လှမ်းကြည့်၏သူဖောင်ပေါ်မှဆင်းနေသည်ကိုတွေ့ရ၏ကျွန်တော်အလွန်ထိတ်လန့်သွားသည်ဤဒေသမှနှုံများမှာအလွန်ပြော့သည်လူလျှောက်သွား၍မရရှောက်လိုက်သည်နှင့်နင့်ဝင်သွားမည်ထို့သို့ဆင်းမလျှောက်ရန်ချမ်းနှင့်ကျွန်တော်သူ့ကိုအသေးချာသတိပေးခဲ့ကြသည်မဟုတ်လားကျွန်တော်အတန်ကုန်အော်၍သူ့ကိုဖောင်ပေါ်ပြန်တက်ရန်သတိပေး၏မရသူမကြားကုန်းရှိရာသို့ရှောက်ရန်စူးစမ်းနေသည်ကိုတွေ့ရသည်ကျွန်တော်အတန်ကုန်အော်ပြန်သည်မရသူနုံနဲ့နင့်ဝင်စားဖြူလေပြီကျွန်တော်ကိုလှမ်းကြည့်နေ၏နောက်ရုံးထွက်ရန်စူးစမ်းပြန်၏ပိုနင့်ဝင်သွားပြန်၏ကျွန်တော်သည်ကျွန်တော်ဖောင်ပြီးမှနှုံများကိုလက်တစ်ဖက်ဖြင့်ရက်၍စာဖိန်းပေါင်ရှိရာသို့ရေးသွားရန်စူးစမ်း၏ရွေ့တော်လဲရွေ့သည်ဆိုရများရွေ့၏ကျွန်တော်အစွမ်းကိုစူးစမ်း၏10 ကိုင်းများရွေ့သွား၏ကျွန်တော်ထပ်စူးစမ်းပြန်၏9 ကိုင်းခန့်ရွေ့သွားပြန်သည်ထိုအချိန်၌လက်များမှလည်းမလုံနိုင်လောက်အောင်ပင်ပန်းလှလေပြီစာဖိန်းခန္ဓာကိုယ်မှာယခုရင်ပန်းမြပေါ်တော့သည်တဖြည်းဖြည်းနှုံအတွင်းသို့နစ်ဝင်သွားသည်မှာစိတ်မချမ်းသာစရာဖြစ်နေရသည်သူရုံးထွက်ရန်မကြိုးစားသင်ရှုံမော်တွင်လှဲမောက်အိတ်ချရန်ကြိုးစားသင်သည်ကျွန်တော်လှမ်းအော်ပြောသည်သူမကြားဒီတက်လာ၏ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှုံများမှာရေးထီးတစ်ဖြစ်ပို့ပြော့သွား၏ထို့ကြောင့်စာဖိန်းခန္ဓာကိုယ်မှာပို၍နစ်ဝင်သွားသည်လေမင်းသာပေါ်တော့သည်ကျွန်တော်မကြံတတ်တော့ဘေးကနှုံများကိုရက်ပြီးတူထန်တို့ရွေသွားနိုင်ရန်ကြိုးစားပြန်သည်ဖောင်မှာရွေးနေတော့လဲထုံးစံအတိုင်းပက်ကြီးရွေးသလိုရွေးနေ၏စာဖိန်းနှင့်ဂိုက်40ပင်မဝေးတော့သူ့မျက်လုံးများမှာကျွန်တော်ကိုစိုက်ကြည့်နေ၏ခေါင်းခပြ၏လှိုင်းတစ်ချက်ပုတ်လိုက်သဖြင့်ကျွန်တော်ဖောင်မှာရှေ့သို့9 ကိုင်းမြရုတ်တရက်ရွေ့သွား၏ထို့အချိန်၌စာဖိန်းကိုလှမ်းကြည့်လိုက်လျင်မမြင်ရတော့နှုံတွင်း၌လုံးဝမြုပ်ဝင်သွားလေပြီကျွန်တော်အော်၍ငိုလိုက်ချင်၏သူသေးပြီကန်းကိုချောမောစွာရောက်ပြီးကုန်းမပေါ်ရောက်ရန်ဂိုက်100အလိုရောက်မှတေရှာသည်ကန်ဆိုးလိုက်ရှာသည့်တငယ်ချင်းစာဖိန်းလှိုင်းသစ်များသည်ကျွန်တော်ဖောင်ကိုကုန်းမရှိရာသို့ချီမသွား၏မိနစ်ပိုင်းအတွင်းမှာပင်တစ်ပင်များရှိရာကုန်းမပေါ်သို့ရောက်သွားလေပြီအလင်းရောက်မှလည်းပျောက်တော့မီကျွန်တော်ဖောင်ပေါ်မှကုန်းမပေါ်ခြေချလိုက်၏အခန်း31တောတွင်ဘဝအလင်းရောင်မပြောင်းမီ6 သိသောကုန်းထဲမှရောက်အောင်ကျွန်တော်အမြန်လျှောက်သွား၏လမ်းတစ်လျှောက်နွယ်များပေါ်လာသဖြင့်သွားရအလွန်ခက်၏စိတ်သွားတိုင်းခရီးမပေါစိတ်ချလောက်သည့်ကုန်းထဲမိုင်းကိုရောက်သည့်နှင့်အိမ်မိနေရာကိုရှာလိုက်၏လဲနေသောတစ်ပင်ကြီးတစ်ပင်ဘေးတွင်ကျွန်တော်လဲအိတ်လိုက်၏ငှက်တံများဆူညံစွာကြားသဖြင့်ကျွန်တော်လန့်နိုးသွား၏မိုးလင်းလေပြီကျွန်တော်ချက်ချင်းအိပ်ရာမှထပြီးနောက်ဘက်သို့ဦးတည်လျှောက်လာခဲ့၏မုန်းတဲ့ချိန်ခန့်တွင်လူသွားလမ်းတစ်ခုတွေ့၏ကျွန်တော်ထိုလူသွားလမ်းလေးအတိုင်းလျှောက်လာခဲ့၏လမ်းတစ်လျှောက်တွင်မီးချေရာနှင့်လားချေရာများကိုတွေ့၏ညနေဆောင်လေပြီရွာအရေးချေများမတွေ့ရသေးဤလူသွားလမ်းကိုကိုလိုဦးအမေရှိသောတငါရွာသို့သွားသောလမ်းလည်းဖြစ်နိုင်၏ဤပတ်ဝန်းကျင်တွင်ကြက်ပေါင်ဆေးချံနှင့်ရွှေရင်းများလည်းရှိသဖြင့်ကြက်ပေါင်ဆေးချံနှင့်ရွှေရင်းများသို့သွားသောလမ်းလည်းဖြစ်နိုင်၏အလင်းရောင်ပြောက်တော်မီကျ
ကျွန်တော်ဒီလူသွားလမ်းပေးမလန်းမကန်ခြုံတစ်ခုအောက်၌အိပ်ရန်နေရာရှာပြီးဝင်အိပ်လာ၏မနက်လင်း၍ငှက်တံများကြားလင်ကျွန်တော်လန်နိုးခဲ့ပြန်၏မလန်းမကန်လူသွားလမ်းပေါ်မှလေချုံတံတစ်ခုကိုကြားနေ၏တရေကျုံမှထောင်အာနာပိုင်များသည်ကျွန်တော်တို့ထွက်လာသည်ကိုသက်ဆိုင်ရာစခန်းအားလုံးသို့အကြောင်းကြားပြီးလေလားမပြောနိုင်အကြောင်းကြားထားပြီးဖြစ်ပါကအလွန်တတိထားရန်လိုပေမည်ကျွန်တော်ဒီလေချုံတံကြားရသို့ခြေတံမကြားအောင်ချင်းကပ်သွား၏ကပ်ပလီလူမဲတအူးဖြစ်၏ပခုံးပေါ်တွင်အိတ်တစ်ခုကိုထမ်းထားပြီးလက်တစ်ဖက်တွင်တနက်တလက်ကင်ထား၏ကျွန်တော်သည်တောသုံးသားကိုခါးကြားမှထုတ်ပြီးကပ်ပလီကိုသူ့ကြောနောက်မှအသာချင်းကပ်ပြီးဓာတ်နဲ့ထောက်ထားလိုက်၏တနက်ကိုပစ်ချလိုက်မလုံးနဲ့လှုပ်တာနဲ့မင်းသိပြီလို့သတ်မှတ်တနက်ကိုမြေကြီးပေါ်ပစ်ချလိုက်၏ကျွန်တော်ကောက်ယူလိုက်၏တလုံးထိုးတနက်ဖြစ်၏တနက်မောင်းကိုတင်လိုက်၏ခမရဘာလိုချင်လို့လဲကျွန်တော်ကိုမတတ်ပါနဲ့ဗျာကျွန်တော်မှာခရီး9ယောက်တောင်ရှိပါတယ်ခမရလိုချင်တာအကုန်သာယူသွားပါငါဘာမှမလိုချင်ဘူးမင်းနာမည်ဘယ်လိုခေါ်လဲဂျင်းမင်းဘယ်သွားမလို့လဲတစ်ခုတ်စကန်ကကျွန်တော်ညီ2ယောက်စီစေးနဲ့ရိတ်ခါတွေတွားပို့ပေးမလို့ပါမင်းဘယ်ရွာကလဲကိုလိုဦးရွာကပါမင်းအိုင်နီနီဆိုတဲ့အချင်းစခန်းကိုသိသလားသိတယ်တရုတ်အချင်းသားတွေကိုထားတဲ့စခန်းကိုပြောတာမဟုတ်လားဟုတ်တယ်မင်းကကိုအဲ့ဒီအချင်းစခန်းသားရောက်တဲ့အထိဘေးမတိရမခအောင်ခေါ်သွားပြီးမင်းကို friend ဝင်900ပေးမယ်လမ်းမှာမင်းကြောင့်ငါတစ်ခုဖြစ်ရင်တော့မင်းကိုငါတက်ပစ်မယ်ခမရတကြုံကပြေးလာတဲ့ပြင်းသစ်အချင်းသားမဟုတ်လားဟုတ်တယ်ကျွန်တော်ခရစ်ယာန်ပါကျွန်တော်ကြောင့်တစ်ဖက်သားဒုက္ခရအောင်ဘယ်တော့မှမလုပ်ပါဘူးခမရငွေတစ်ပြားမှမပေးလဲခမရသွားလို့တဲ့ခရီးရအောင်ကျွန်တော်လိုက်ပို့ပေးပါမယ်ပခုံးပေါ်မှာအထုပ်ကိုချပြီးဖြေလိုက်၏နိုးဘူးတဘူးနဲ့ပေါင်မုတ်တစ်လုံးကိုထုတ်၍ကျွန်တော်ကိုပေး၏ကျွန်တော်နိုးနဲ့ပေါင်မုတ်ကိုစားလိုက်၏တကြုံကကျင်ပြင်းတဲ့အကျဉ်းသား2ယောက်ထွက်ပြေးလာတဲ့ဆိုတဲ့အကြောင်းကျွန်တော်တို့ရွာကိုပြင်းသစ်အာဏာပိုင်တွေလာအကြောင်းကြားထားတယ်ခမရတို့ကိုလိုက်ရှာနေတဲ့အဖွဲ့တွေကလည်းရှိတယ်ဒီလမ်းတိုင်းသွားလို့ကတော့စိတ်မချရဘူးတစ်တော်တွေကပဲဒုက္ခခံပြီးဖြတ်သွားကြရအောင်သွားလေမင်းသဘောပဲငါကဘေးရန်မရှိပဲအိုင်နီနီစခန်းသားရောက်သွားရင်တော်ပြီခမရနာမည်ဘယ်လိုခေါ်တယ်လဲပပီလွန်ဂျင်းကိုကြည့်ရသည်မှာကောင်းကျစ်ပုံလုံးဝမရပါသူ့အသားမှာတကူလုံးမဲနေတော့လဲသူ့နှလုံးမှာအလွန်ဖြူစင်ပုံရ၏ဂျင်းကရှေ့မှသွား၏ကျွန်တော်ကနောက်မှလာ၏2နာရီခန့်လမ်းလျှောက်ခဲ့ပြီးနောက်ခိတ္တကျွန်တော်တို့နားကြ၏သူကနိုတဘူးကိုထုတ်ပြီးကျွန်တော်ကိုပေးပြန်၏အနီးနားမှာတစ်ခုတ်တဲ့ပြင်သစ်စခန်းတစ်ခုရှိတယ်အကျဉ်းသားတွေမြင်ရတာအင်မတန်စိတ်မချမ်းသာစရာကောင်းတယ်ယောဂအမျိုးမျိုးနဲ့တနေ့တနေ့တည်ကြတာမနေဘူးစခန်းထဲမင်းရောက်ဘူးလားရောက်ဘူးတာပေါ့ကျွန်တော်မယားကဝါဒအိမ်နေသွားပြီးအဝတ်လျှော်တဲ့အလုံးမီးဖို့တိုက်တဲ့အလုံးလုပ်တယ်ကျွန်တော်တယောက်တည်းရှာတာနဲ့မိသားစုတစ်ခုလုံးစားဖို့မလောက်ဘူးကျွန်တော်တို့ခရီးဆက်ခဲ့ကြပြန်သည်မကြမီအမှောင်ပြိုးလာ၏အိုင်နီနီစခန်းသားရောက်ဖို့တော်တော်လိုသေးတာနောက်2နာရီလောက်သွားရအောင်မယ်အမှောင်ထဲမှာခရီးဆက်ဖို့မလွယ်ဘူးဒီညတော့တောထဲမှာအိတ်ကြရအောင်အိမ်ရန်နေရာကောင်းတစ်ခုကိုရှာပြီးဂျင်းကအိမ်ရန်ပြင်ဆင်၏တနေ့လုံးလမ်းလျှောက်တာသဖြင့်ကျွန်တော်မှလည်းအလွန်မောဟ၍နေလေပြီသို့တော်မအိမ်ရဲ့ဂျင်းကိုစိတ်မချတစ်ချိန်ထွက်ပြေးစဉ်ကတီလာရှိများကိုစိတ်ချမိ၍ကျွန်တော်ဒုက္ခရောက်ခဲ့ဘူးပြီမဟုတ်လားဂျင်းသည်ခေါင်းချသည်နှင့်အိပ်ပျော်သွား၏ညသည်အလွန်မှောင်ပါသည်မဲနေသောဂျင်းတစ်ကိုယ်လုံးကိုသူ့ခြေပွားမှလဲ၍ကျွန်တော်ဘာမှမမြင်ရခြေများကလည်းအလွန်ပေါ်လာ၏ရာပေါင်းများစွာမဟုတ်ထောင်ပေါင်းများစွာရှိသည်ကိုထင်ရ၏ကျွန်တော်မျက်နှာကိုပတ်ဝဲ၍တစ်ချိန်လုံးတဝီဝီအော်၍ပြန်တန်းနေကြသည်ကျွန်တော်တညလုံးမအိပ်ပါမနက်အလင်းရောင်ပေါ်သည်နှင့်ဂျင်းနိုးလာ၏ခမရတညလုံးမအိပ်ဘူးလားကျွန်တော်ကခေါင်းခါပြ၏ခမရတဲမိုက်တာပဲကျွန်တော်ကိုခမရစိတ်မှမချနိုင်ပဲကိုကျွန်တော်တို့ခရီးဆက်ခဲ့ကြပြန်၏နေ့လယ်ပိုင်းရောက်လျင်မီးရထားတန်လန်းတစ်ခုကိုဖျက်ရ၏ဒီတန်လန်းကအိုင်နီနီစခန်းကိုသွားတဲ့ရထားလမ်းပဲခေါင်းထဲမရှိဘူးရထားကိုအကျဉ်းသားတွေကတွန်းပေးရတယ်ရထားတွန်းလာကြပြီဆိုရင်ရထားပိတ်နဲ့တန်လန်းပုတ်လို့မိတဲ့အတန်ကိုအဝေးကြီးကကြားနေရတယ်မကြမီလူသွားလမ်းတစ်ခုသို့ရောက်ကြပြန်၏ဒါအိုင်နီနီစခန်းကိုဝင်တဲ့လမ်းပဲဒါဆိုရင်ခုရောက်တော့မှာပေါ့ဟုတ်တယ်အဆက်နားရောက်နေပြီကိုင်ရော့ချင်းဒီမှာဝင်900ကျေးဇူးပဲမင်းပြန်ချင်းပြန်တော့ခမရတရုတ်အချင်းသားတယောက်နဲ့ဆက်သွယ်နေတာမဟုတ်လားဟုတ်တယ်ဒီလမ်းပေါ်ကတရုတ်အချင်းသားတွေကအမြဲဖြတ်ပြီးသွားလာနေကြတယ်သူတို့ကိုပြင်သစ်အာဏာပိုင်တွေကအလုတ်အားချိန်မှာအမဲလိုက်ခွင့်ငါးဖမ်းခွင့်အားလုံးပေးထားတယ်ဒီလိုလုပ်ပါလားခမရဟိုတောဆက်ကသွားဆောင်နေတရုတ်အချင်းသားတယောက်လာရင်ခမရစီကျွန်တော်ခေါ်ခဲ့ပေးမယ်ကျွန်တော်ဂျင်းပေးသည့်အကြံတိုင်းတောဆက်ကသွားဆောင်နေလိုက်၏မကြမီအဝေးကလူတယောက်ရှောက်လာတဲ့ကြားရ၏တရုတ်အချင်းသားတယောက်ဖြစ်၏မိနစ်အနည်းခန့်ဂျင်းနဲ့စကားပြောပြီးဂျင်းနဲ့အတူကျွန်တော်ထံရှောက်လာကြ၏ခမရတကြုံကပြေးလာတာလားအသက်ကြီးကြီးတရုတ်အချင်းသားဖြစ်၏သူ့ပြင်သစ်စကားလုံးမှာလုံးဝမပီပါဟုတ်တယ်ဘယ်ကျုံကလဲတရေကျုံကကျွန်တော်ချမ်းရဲ့မိတ်ဆွေပါခမရချမ်းရဲ့မိတ်ဆွေဟုတ်လားဝမ်းသာတယ်သူကကျွန်တော်ကိုလက်ဆွဲ၍နှုတ်ဆက်၏ကျွန်တော်ခမရကိုဘာအကူအညီပေးရမလဲကျွန်တော်ချမ်းရဲ့ညီချီချီနဲ့တွေ့ကျင်တယ်ချီချီဟုတ်လားချီ
ချီမရှိတော့ဘူးတလောကထောင်မိုင်အိမ်ကဘဲအကောင်60ခိုးတာထောင်မိုင်သတင်းရသွားလို့တပ်ပစ်မဲဆိုတာနဲ့ထွက်ပြေးသွားတယ်ဘလောက်ကြာပြီလဲ2 လဘဲကိုပြေးသွားတယ်ကျွန်တော်တော့မသိဘူးဒါပေမဲ့စကမ်းမှာချီနဲ့တိတ်ခင်နဲ့သူ့မိတ်ဆွေရှိတယ်ခမရဒီမှာပဲစောင့်နေကျွန်တော်အဲ့ဒီလူတွေတောက်ခေါ်ပေးမယ်ချီဘယ်မှာပုံးနေရဲဆိုတာသူတို့သိလိမ့်မယ်ခမရဘယ်တော့ပြန်လာမလဲအချိန်တော့တိကျပြောလို့မရဘူးမှောင်မပြန်ခဲ့မယ်ကျွန်တော်တို့လာရင်အဝေးကပြင်သစ်မာဒီလွန်တချင်းကိုလေချုံခဲ့မယ်ဒီတချင်းတန်ကြရင်ခမရပုံးတဲ့နေရာကထွက်လာပေါ့တရုတ်အချင်းသားပြန်ထွက်သွား၏ပါပီလွန်ခမရဒီတရုတ်တွေနဲ့ဆက်တယ်လို့အဆင်မပြေရင်လည်းဘာမှစိတ်မပြတ်နဲ့ကျွန်တော်ခမရအတွက်လှေတစည်းနဲ့လိုအပ်တဲ့ရိတ်ခါတွေရှာပေးမယ်ခမရထွက်ပေးပေါ့ဂျင်းကကျွန်တော်ကိုပြောလိုက်ခြင်းဖြစ်၏မရဘူးချင်းငါသွားရမယ့်ခရီးကအဝေးကြီးဒီခရီးကိုပင်လယ်ဖြတ်ပြီးဘလို့မှတယောက်တည်းသွားလို့မရဘူးအဖော်ပါမှဖြစ်နိုင်တာည9 နာရီထိုးလင်းလမ်းပေါ်မှာမာဒီလွန်တချင်းလေချွန်တန်ကိုကြား၏တရုတ်3 ယောက်ရောက်လာ၏ခမရတို့လည်းစားနေကြရောပေါ့ကျွန်တော်တို့အခုယူလာတဲ့အစာတွေကိုအရင်စားလိုက်ကြအောင်အလွန်ပီတာသောပြင်သစ်စကားနဲ့တရုတ်တယောက်ကပြောလိုက်၏သူပြောသောစကားသံကိုကြားသည်နှင့်ပညာတတ်တဦးဖြစ်မည်ကိုမှန်းဆကြည့်၍ရ၏သူတို့ယူခဲ့သောအစားအသောက်မှာဆံပြုတ်များဖြစ်၏ဟင်းသီးဟင်းရွက်များနှင့်ရောပြုတ်ထား၏ကျွန်တော်နှင့်ဂျင်းကမြိန်ရှက်စွာစားလိုက်ကြ၏အရသာရှိလာပါသည်ခမချမ်းရဲ့မိတ်ဆွေဆိုဟုတ်ကဲ့ချမ်းကသူ့ညီချီနဲ့ကျွန်တော်ကိုဒီမှာလာဆက်တယ်ဖို့မှားလိုက်တယ်ကျွန်တော်တင်မောသားဟောင်းမှာပထမအကြိမ်ကျွန်တော်တကြွန်းကပြေးတော့ကကိုလံဘီယာနိုင်ငံရောက်အောင်ပြေးပြီးကိုလံဘီယာနိုင်ငံရောက်မှပြန်ဖို့ခံရတာချမ်းကကျွန်တော်အရေးချင်းကိုတီးလို့ဒီဘက်ရောက်ရင်သူ့ညီကိုပါခေါ်သွားပါဆိုလို့ကျွန်တော်ဝင်ခေါ်တာခမချမ်းရဲ့မိတ်ဆွေဆိုတာချမ်းမထိုးထားတဲ့မှင်ရုပ်ကိုတိမှာပေါ့ဟုတ်ကဲ့တိပါတယ်သူ့ရှင်ဘက်မှာငကားရုပ်တစ်ခုရှိရဲဘယ်လက်မှာတော့အဆက်30ရှိရဲသူကပြောတယ်အဆက်30ဟာပိုလိုကွန်ဒိုတပုံတွေရဲ့ခေါင်းဆောင်အမှတ်သားတစ်ခုပဲတဲ့ပိုလိုကွန်ဒိုတပုံတွေထဲမှာသူနဲ့တွဲဖက်အခြားခေါင်းဆောင်တစ်ယောက်ကလက်တစ်ဖက်ပဲရှိရဲတဲ့နာမည်ကဝွန်ဟူးတဲ့ဟုတ်ပြီဝွန်ဟူးကကျွန်တော်ပဲခမချမ်းရဲ့မိတ်ဆွေဆိုတာကျွန်တော်တို့ယုံပြီးခမကချမ်းရဲ့မိတ်ဆွေဆိုတော့ကျွန်တော်တို့ရဲ့မိတ်ဆွေပဲလိုတဲ့အကူအညီတွေအကုန်ပေးမယ်ချီကအခုတောထဲမှာသူရှိတဲ့နေရာကဒီက9 မိုင်လောက်ဝေးမယ်ခမည်းလာတာသူ့အတွက်အစင်းသစ်ဖြစ်သွားတာပဲသူလဲပင်လယ်ဖြတ်ပြေးမလို့ကြံနေတာပင်လယ်အကြောင်းနားမလဲတော့မပြေးတတ်ပဲဖြစ်နေတာသူကတောထဲမှာမီးသွေးဖုတ်တယ်ကျွန်တော်တို့သူ့မီးသွေးတွေတွားရောက်ရတယ်သူနေတဲ့နေရာကလမ်းမသိတဲ့လူတွားလို့မရဘူးလူကျသွားရင်ပြန်တက်လို့မရတော့တဲ့နုံအိုင်တွေရှိရဲတိတ်ချောက်ဖို့ကောင်းတယ်ကျွန်တော်မနှက်ပြန်မနှက်ခမည်းကိုလာခေါ်ပြီးကြီးစီလိုက်ပို့ပေးမယ်တရုတ်3 ယောက်လုံးကျွန်တော်ကိုလက်ဆွဲနှုတ်ဆက်ပြီးပြန်သွားကြ၏နောက်တနေ့မနက်နေမထွက်မီဖုန်ဟူးပြန်ရောက်လာ၏ကဲချင်းမင်းပြန်တော့မင်းရဲ့ကျေးဇူးကိုငါတသက်လုံးဘယ်တော့မှမမေ့တော့ပါဘူးမင်းတို့မိသားစုတစ်ခုလုံးကိုဖခင်သခင်အမြဲဆောင်မပါစေချင်းကကျွန်တော်လက်နှစ်ဖက်ကိုကန်၍ရင်းနှီးစွာနှုတ်ဆက်ပြီးလာလန်းအနိုင်ပြန်သွား၏မပြန်မီကျွန်တော်အစင်ပြေမှုတစ်ခုခုရှိပါကသူ့ရွာသို့လိုက်လာခဲ့ရန်အကြိမ်ကြိမ်မှားသွားရှာလေ၏အလွန်စိတ်ထားကောင်းရှာသည့်သူတော်ကောင်းလူမဲပင်ကျွန်တော်ဘုံဟူးအနောက်မှကတ်လိုက်သွား၏ဖုန်ဟူးမှာရှေ့တွင်ခံနေသည့်ခြုံတွေများကိုသူ့လက်တွင်ပါသောဓာဖြင့်ဂျင်းငယ်သို့လုံးဝဖြတ်ခုတ်ခြင်းမပြုအတာမောက်၍ကြွေဆောင်သွားတတ်သည်နောက်မှအနက်ခံလိုက်လာသူရှိလျင်ခြေရာရှာမရအောင်လှုပ်ထားခြင်းဖြင့်ဟန်ရှိ၏အခန်း23ချီခမရသတိထားနော်နုံထဲကျသွားပြီးရင်ပြန်ပေါ်လာကြလမ်းမရှိတော့ဘူးဖုန်ဟူးကကျွန်တော်ကိုပြောလိုက်၏စိတ်ချပါခမရခြေလမ်းအတိုင်းကျွန်တော်နောက်ကအတိအကျလိုက်လှမ်းပြီးရှောက်နေမယ်ကျွန်တော်တို့ကမ်းခြေအတိုင်းကပ်ပြီးရှောက်နေကြသည်မကြာမီကျွန်းတစ်ခုအနီးသို့ရောက်လာကြ၏ဖုန်ဟူးကတရုတ်တချင်းတစ်ပုဒ်ကိုအော်ဆိုလိုက်သည်မကြာမီကျွန်းဆက်တောင်ပြင်သို့တရုတ်တစ်ယောက်ဆင်းလာသည်ထိုတရုတ်မှာဘောင်းမီတိုလေးဝတ်ထားသည်မှလဲ၍တကူလုံးဗလာချင်းနေသည်ဖုန်ဟူးနှင့်ထိုတောင်ပြင်မှတရုတ်လိုအော်ပြီးလှမ်းစကားပြောကြ၏9 မိနစ်ခန့်ကြာပါသည်အချီအချပြောနေကြ၏နောက်ထိုတရုတ်ကျွန်းပေါ်ပြန်တက်သွား၏ကဲဒီမှနေကျွန်တော်တို့ခဏထိုင်လိုက်ကြစို့ဒီကောင်ကကြီးနဲ့အတူနေတဲ့အကောင်ချီအမဲလိုက်သွားနေတယ်တဲ့မကြဘူးသူပြန်လာလိမ့်မယ်ကျွန်တော်တို့2 ယောက်တောင်ဆက်တွင်ထိုင်ချလိုက်ကြသည်နိုင်ဝက်ခန့်အတွင်းမှာပင်တရုတ်တစ်ယောက်ပေါ်လာ၏ဖုန်ဟူးနှင့်ထိုတရုတ်ခိတ္တစကားပြောနေကြ၏ထို့နောက်ထိုတရုတ်ကပြင်သစ်စကားဖြင့်ကျွန်တော်ကိုလှမ်းပြီးခမည်းကကျွန်တော်အကိုရဲ့ချမ်းရဲ့မိတ်ဆွေဆိုဟုတ်ကဲ့ကဲဖုန်ဟူးမင်းပြန်တော့သူ့ကိုငါခေါ်သွားမယ်ဖုန်ဟူးကျွန်တော်ကိုနှုတ်ဆက်ပြီးလာလန်းအနိုင်ပြန်သွား၏ကျွန်တော်ဒီချီနောက်မှလိုက်သွားသည်ချီ၏လမ်းပြမှာဝက်မဲလေးတစ်ကောင်ဖြစ်သည်ဝက်မဲလေးကရှေ့သွားပြီးချီကနောက်မှလာ၏တဖြည်းဖြည်းနှင့်နိုးမာပိုထူသောနေရာသို့ရောက်လာ၏မြင်နေရသောကျွန်းသို့ကူးရန်မှာအီလန်းတလန်းသာရှိတော်သည်မြင်သမျှမြင်ကွင်းများမှာနုံဖုံးနေသည်ဤနုံများတွင်လူကိုနှိမ့်မြုပ်ပစ်နိုင်သည့်နုံရှိတဲ့ကဲ့သို့နေလိုက်လျင်3 လက်မထပ်ပိုမမြုပ်သောနုံပါးလေးလည်းရှိ၏ဝက်သည်ဤအမျိုးအစားကိုရွေး၍ရှာသွားတတ်သည်အံ့စရာဖြစ်၏ဝက်ဤသွားနှုံမှာတဖြည်းဖြည်းပိုမြန်လာသည်
ချီချီကလည်းနောက်မှပြေးလိုက်နေသည်ကျွန်တော်မှလည်းချီချီအနားမှလုံးဝမခွာရဲခြေလန်းတလန်းမှားလိုက်သည်နှင့်ဘာဖြစ်မိကိုကျွန်တော်သိ၏ကျွန်တော်တကူလုံးတဖြည်းဖြည်းနှင့်ဇောချွေးများပြန်လာသည်ကျွန်တော်လည်းမကြမီစာဖိန်ကဲ့သို့ပင်နိုးတွင်နစ်၍တေရတော့မီလားချီချီနေသည့်နေရာမှာကျုံးအလဲတဲ့တဲ့တွင်ရှိ၏မြေမာပိုင်းဖြစ်၏တက်ငယ်တဲ့တလုံးဆောက်ထား၏ချီချီအဖော်တရုပ်ကိုထိုတဲ၌စောင့်ကြုံနေသည်ကိုတွေ့ရသည်တဲအတွင်း၌အိတ်စရာတစ်သုံးကရင်တစ်လုံးသာရှိ၏ချီချီကအနီးအပါးမှတစ်တုံးများကိုစု၍ကျွန်တော်အတွက်အိတ်ရာကရင်တစ်လုံးကိုချက်ချင်းဖန်တီးပေး၏အချိန်မှညနေဆောင်ပြီညနေစာဖြင့်ချီချီကစံနှင့်ကြက်တုံတစ်မျိုးကိုရောပြုတ်ထားသောစံပြုတ်ကိုကျွေး၏အလွန်အရသာရှိလာပါသည်ညနေစာစားပြီးသည်နှင့်ချီချီအဖော်တရုပ်ပြန်သွား၏ဖုန်ဟူးကပြောတယ်ခမ ्या လဲပင်လဲဖြတ်ပြေးမလို့စီစဉ်နေရဆိုကျွန်တော်ကချီချီကိုမေးလိုက်၏ဟုတ်တယ်ကျွန်တော်ကပင်လဲเจ้าနားမလဲလို့ပင်လဲเจ้าနားလဲတဲ့လူကိုစောင့်နေတာကျွန်တော်မီးသွေးဖုတ်ရောင်းပြီးငွေစုထားတာရှိတယ်လေဖို့ရအောင်တော့မစုမိသေးဘူးဒါပေမဲ့နောက်တစ်လလောက်ဆိုရင်ကျွန်တော်လိုနေတဲ့ငွေပြည့်တော့မယ်ခမ ्या ဝယ်ဖို့လေကိုရောတွေ့ထားပြီးပြီလားတွေ့ထားတယ်အဖိုးကဖရန့်ငွေ1500ပေးရမယ်တဲ့ကပ်ပလီလူငယ်ထင်းကုတ်သမားတယောက်စီကရောင်းချင်နေတာခမ ्या ငွေအတွက်မပူနဲ့မီးသွေးဖုတ်ရောင်းပြီးငွေရှာစရာလည်းမလိုတော့ဘူးကျွန်တော်မှငွေရှိရခမ ्या လေးကိုတွားကြည့်ပြီးပြီလားကြည့်ပြီးပြီတော်တော်ကလေးကောင်းတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကြည့်ကျင်သေးတယ်ရပါတယ်မနေ့ပြန်ကျွန်တော်အဲ့ဒီလူမဲကိုတွားတွေ့ပြီးအချင်းအချက်လုံးလိုက်အောင်ပဲကဲခမ ्या တရေကျုံကဘလို့ထွက်ပြေးလာတယ်ဆိုတာပြောပြပါအောင်ကျွန်တော်စိတ်ထဲမှာတရေကျုံကဘလို့မှပြေးနိုင်တဲ့လမ်းမရှိဘူးလို့ထင်နေမိတာကျွန်တော်ကအချောင်းစုံအသေးစိတ်ပြန်ပြောပြလိုက်၏ချီချီကအလွန်စိတ်ဝင်စားစွာနားထောင်နေပါသည်ချီချီကိုကြည့်ရသည်မှာဆက်ဆံရ၌အလွန်တတိထားဆက်ဆံရမည်လူမျိုးဖြစ်သည်သူ့မိတ်ဆွေများအပေါ်တွင်ကောင်းသလောက်သူ့ရန်သူများအပေါ်တွင်အလွန်ရက်စက်မိလူမျိုးဖြစ်၏နောက်တနေ့မနက်အလင်းရောင်ပေါ်သည်နှင့်ချီချီသည်သူ့လမ်းပြဝက်ကိုခေါ်ပြီးလှေရောက်မီဆိုသောကပ်ပလီလူမဲနှင့်တွေ့ရန်ထွက်သွား၏မသွားမီကျုံးပေါ်၌ကျွန်တော်တတိထားနေထိုင်ရန်နှင့်အကျဉ်းစခန်းမှထွက်ပြေးသောအကျဉ်းသားများကိုပြန်ဖမ်းရန်ဝါဒအဆောက်များနှင့်အာရက်တရှိုးများမကြာခဏရောက်လာတတ်သဖြင့်ကျုံး၏ကမ်းခြေနှင့်နီးသောတောင်ပြင်သို့မသွားမီရန်အသေးချမှာသွားသည်ကျုံးပေါ်၌မူဘေးပပတ်လည်၌နှုံထောင်ချောက်များရှိနေသဖြင့်လုံးဝစိတ်ချရသည်ဟုပြော၏ကျွန်တော်ထိုနေ့တွင်အပြင်မထွက်တဲတွင်၌သာနားနေခဲ့၏ညနေဆောင်တွင်ချီချီပြန်ရောက်လာ၏ပပီလွန်၏ဒီနေ့တော့ကံမကောင်းမှုပြိုလှေရောက်တဲ့ကပ်ပလီနဲ့မတွေ့ခဲ့ဘူးဘာဖြစ်လို့တော့တစ်ခုတ်တဲ့စကမ်းမှာသူမရှိဘူးရွာပြန်သွားတယ်တင်တယ်ရွာပြန်သွားရင်ဘယ်လောက်ကြာတတ်လဲ2 ရက် 3 ရက်ထပ်ပို့မကြာတတ်ပါဘူးနောက်တနေ့မနက်တွင်မိုးသည်ထန်စွာရာနေ၏သို့တော်ချီချီကမူမနာသူ့လမ်းပြဘက်ကိုခေါ်ပြီးရွာပြန်နေသောကပ်ပလီလူမဲကိုစုံစမ်းရန်ထွက်သွားပြန်၏ကျွန်တော်တမနက်လုံးတဲအတွင်း၌အိမ်နေ၏နေ့လယ်ပိုင်းတွင်မိုးတိတ်သွား၏ကျွန်တော်ကျုံးအခြေအနေကိုလေ့လာရန်တဲအပြင်ထွက်လာ၏မလန်မကန်မီးသွေးဖုတ်သောမီးကိုမှမီးကိုဦးထွက်နေသည်ကိုတွေ့ရ၏ကျွန်တော်မီးဖို့ရှိရာသို့ရှောက်သွား၏မြင်၍မကောင်းလာသောမြင်ကွင်းတစ်ခုကိုမြင်ရပါသည်ကျွန်တော်မျက်စိများကိုပင်ကျွန်တော်ပထမမယုံနိုင်မီးဖို့အပြင်သို့ခြေထောက်5ချောင်းထိုးထွက်နေသည်မီးဖို့တွင်၌လူ3ယောက်ကိုမီးရှို့ထားခြင်းဖြစ်၏မလန်မကန်တွင်သူတို့စီးလာကြရန်ရှိသောဖနက်300ကိုလည်းမြင်တွေ့ရ၏ကျွန်တော်ချက်ချင်းပင်ဤလူ3ယောက်ကိုမိသူတက်ထားခြင်းဖြစ်သည်ကိုတွေ့ရသည်ချီချီကြောက်စရာချီချီဤလူ3ယောက်ကိုသူဘာကြောင့်တတ်သနည်းဤတက်ထားသည့်ကိစ္စကိုလည်းသူဘာကြောင့်ကျွန်တော်ကိုမပြောသနည်းသဘောရိုးနှင့်သာဖြစ်ပါကကျွန်တော်ကိုပြောရမည်ကျွန်တော်အလွန်ထိတ်လန့်သွား၏သူလက်မဦးခင်ကျွန်တော်လက်ဦးရတော့မည်ပြဿနာမှာသူ့ကိုတပ်ပြီးလင်ဤကျုံးမှနှုံထောင်ချောက်များကိုဖျက်ကျော်ပြီးအဘယ်သို့မြေမာကမ်းခြေဘက်သို့ပြန်ရောက်အောင်ပြေးရမည်နည်းချီချီလမ်းပြဘက်မှာသူ့သခင်မဟုတ်တော့ကျွန်တော်စကားကိုနားထောင်မိလားချီချီဒီသူ့ဝက်ကိုတရုတ်စကားဖြင့်အမိန်ပေး၏ကျွန်တော်ကတရုတ်စကားတစ်လုံးမျှမတတ်တခါချီချီကိုတတ်လိုက်သည်နှင့်ချီချီမိတ်ဆွေအခြားတရုတ်အချင်းသားများကလည်းလက်စားချင်ရန်ကျွန်တော်ကိုလိုက်ကြတော့မည်ကျွန်တော်ဤရန်မှလွတ်အောင်အဘယ်သို့ပြေးရမည်နည်းချီချီညနေမိုးမချုံမီပြန်ရောက်လာ၏ပပီလွန်ရင်ဒီနေ့တော့ကံကောင်းတယ်ပြို့ဟိုကပ်ပလီနဲ့တွေ့ခဲ့ပြီးခမ ्या ကိုမနှက်ပြန်ခေါ်လာမယ်လို့ပြောခဲ့တယ်ကျွန်တော်ဒီခါးကြမှဓာတ်ကိုလက်ဖြင့်ဆန့်ကြည့်လိုက်၏ချီချီကိုတစ်ချက်မှအလစ်မပေးအလိုက်တင်သူ့ကိုစကားပြန်ပြော၏သူ့နောက်မှတဲအသွင်းတို့လိုက်ဝင်သွား၏ချီချီဒီကျွန်တော်ကိုလုံးဝဂရုမစိုက်ပါဟာမီးပေါ်မှာလည်းမီးမရှိတော့ပါလားခမ ्या မီးပါလို့ဆက်မထည့်ရရလဲကျွန်တော်မေ့နေလို့ဟာခမ ्या ကလည်းဘာမှမယူစားထားပါလားခမ ्या နေမကောင်းဘူးလားသူကျွန်တော်မျက်နှာကိုလှမ်းဆိုင်ကြည့်လိုက်၏ကဲချီချီခဏထိုင်ပါအောင်ဒိုနည်းနည်းဆွေးနွေးကြရအောင်နောက်မှဆွေးနွေးတာပေါ့တခုခုအရင်စားဖို့လှုပ်လိုက်ကြရအောင်နောက်မှလှုပ်တာပေါ့ထိုင်စမ်းပါအောင်အရေးကြီးလို့ချီချီဒီအလွန်အံ့ဩသားပုံရပဲကျွန်တော်ဘက်သို့လှည့်ကြည့်ဘာဖြစ်လို့လဲပပီလုံးဘာမှမဖြစ်ပါဘူးမီးသွေးဖုတ်တဲ့ဖိုးတဲကအလောင်း3လောင်းကိစ္စမေးခြင်းလို့ဩဒါလားဒါကြောင့်ခမ ्या ဘာမှမစားနိုင်မတောက်နိုင်ဖြစ်နေတာကိုဟာကျွန်တော်လည်းခမ ्या ကိုပြောထားဖို့မေ့နေတယ်
ချီချီကသူ့အိတ်စင်ပေါ်တွင်ထိုင်ချလိုက်၏ဒီအကောင်၃ကောင်ကကျွန်တော်ကိုပြန်ဖမ်းဖို့လိုက်လာတဲ့ကောင်တွေရဲ့အလောင်းတွေလေနှစ်ကောင်ကအာရက်တွေတစ်ကောင်ကပြင်သစ်အတိအကျပြန်ပြောရရင်တော့ပထမအကောင်ကလွန်ခဲ့တဲ့10ရက်ကတတ်ထားတဲ့အကောင်အဲ့ဒီနေ့မှာကျွန်တော်ကဖုတ်ထားတဲ့မီးသွေးတအိတ်တဲပြီးကျွန်တော်ဖောက်တယ်ပြီးလေရောင်းပေးမဲ့ကပ်ပလီကိုတွားရောက်နေအိတ်ကတိတ်မလုံဘူးအပေါက်နည်းနည်းရှိရယ်ဒါကြောင့်ဒီကထွက်ပြီးကျွန်တော်လျှောက်သွားတဲ့လမ်းတစ်လျှောက်မှာမီးသွေးမှုန့်တွေကတလန်းလုံးနည်းနည်းချင်းကျသွားခဲ့တယ်အဲ့ဒီကျသွားတဲ့မီးသွေးမှုန့်သဲလုံစားတွေကိုလိုက်ပြီးအဲ့ဒီပထမကောင်ကကျွန်တော်စီကိုကျွန်တော်ပြန်မရောက်ခင်ရောက်အောင်လာပြီးကျွန်တော်ပြန်လာရင်တတ်ဖို့စောင့်နေတယ်ကံကောင်းချင်တော့ကျွန်တော်လမ်းပြဘက်ကကျုံးပေါ်မှာလူစိမ်းရှိနေချက်ချင်းသိတယ်ချက်ချင်းအချက်ပြတယ်ဒါနဲ့ကျွန်တော်လည်းကျုံးဘက်ကိုကူးတော့မဲဆိုတာနဲ့ကျုံးပေါ်မှာလူစိမ်းရှိနေရဲဆိုတာကိုသိနေပြီဒါနဲ့သူမမြင်အောင်တစ်ဖက်ကတိတ်တိတ်လှည့်ကူးလာပြီးနောက်ကအတာကဓာတ်နဲ့ထိုးတက်လိုက်တော့တာပဲဒုတိယနှစ်ကောင်ကတော့ခမည်းမရောက်လာခင်3ရက်ကမှတက်လိုက်ရတဲ့အကောင်လေးဒီကောင်တွေကညာကြီးဘယ်လိုရောက်လာတယ်မသိဘူးကျွန်တော်အိယာကလန့်လို့တော့ကျွန်တော်တဲရဲ့မှလန်းမကန်းကိုရောက်နေကြပြီကံကောင်းချင်တော့ကျွန်တော်ကအချိန်မီတဲအပြင်ကိုသူတို့မပြစ်အောင်ထွက်သွားနိုင်ပြီးအမောင်ထဲက2ယောက်လုံးကိုလုံးဝအတန်မထွက်အောင်တပ်ပစ်နိုင်ခဲ့တယ်အလောင်းတွေကိုခမည်းနုံနဲ့ပစ်ချပြီးမြုပ်ပစ်လိုက်ရင်ရသားပဲဘာဖြစ်လို့မျိုးရှို့တာလဲနုံကအသက်ရှိနေတဲ့လူကိုသာမြုပ်ပစ်ပြီးနောက်တေလို့ပွာလာပြီးဆိုရင်ပြန်ပေါ်လာတာဗျပြန်ပေါ်လာပြီးဆိုရင်မြင်ရတာတိတ်ဆိုးတယ်အနန်းကနန်းလက်ဓာတ်တွေကလာဝဲနေခမည်းမမြင်ဘူးသေးလို့မြင်ဘူးရင်ကျွန်တော်ဘာကြောင့်မီးရှို့ဖြစ်တယ်ဆိုတာချက်ချင်းသဘောပေါက်သွားမယ်တော်ပါသေးတယ်ဗျာခမည်းကျွန်တော်အပေါ်အထင်မှားပြီးအခုကျွန်တော်ပြန်လာချင်းသာလက်ဦးအောင်ဆိုပြီးမမေးမဆန်းနဲ့တတ်မယ်ဆိုရင်အချောင်ခံရတော့မလို့ခမည်းကျွန်တော်နဲ့စိတ်ချလက်ချနေပါကျွန်တော်ဟာကျွန်တော်ရန်သူမဟုတ်တဲ့လူကိုဘယ်တော့မှမတတ်ပါဘူးကျွန်တော်လည်းဒီကျုံးမှနေရတာစိတ်မလုံဘူးဗျဖြစ်နိုင်မြ мян ထွက်သွားခြင်းပြီးခမည်းလေးရောင်းပေးမယ်ဆိုတဲ့ကပ်ပလီနဲ့ကအဆင်ပြေရဲ့လားပြေပါတယ်ခမည်းကကိုယ်တိုင်ကြည့်ကျင်သေးတယ်ဆိုဒီကောင်ကသူ့လိုချင်တဲ့အဖိုးရတာနဲ့ရောင်းပေးမှာပဲမနှက်ပြန်လိုက်ကြည့်ပေါ့ခမည်းကြရင်တခါတည်းဝယ်ခြင်းလို့ရတယ်နောက်တစ်နေ့တွင်ချီချီနဲ့ကျွန်တော်ကပ်ပလီနဲ့သွားတွေ့၏လှေမှာအလွန်ကောင်းပါသည်သို့တော်အေးရမပါအေးရအစ်စ်ပြန်တက်ရန်လို၏ခမည်းဒီလီကိုဘယ်လောက်နဲ့ရောင်းချင်တာလဲဖရန့်2500ကျွန်တော်2000ပေးမယ်ခမားလေးမှာအေးရမပါဘူးအေးရအစ်စ်တက်ပေးအေးရအတွက်ဖရန့်900ထပ်ပေးမယ်နောက်ခမားပဲအစ်စ်နဲ့ရွက်တိုင်အစ်စ်လည်းလုပ်ပေးအောင်အဲ့ဒါတွေဘယ်နှစ်ရက်အတွင်းမှာပြီးနိုင်မလဲတပတ်ဟောဒီမှာကြည့်ဖရန့်2500ခမားကိုခုတစ်ဝက်ပေးလိုက်မယ်ကြံတစ်ဝက်ကိုခမားလေးရက်မဲ့နေ့မှာပေးမယ်ခမားသူသဘောတူတယ်မဟုတ်လားဟုတ်ကဲ့တူပါတယ်နောက်ရေတစီစီကရက်မီးချစ်အားလုံး၄ယောက်စာအတွက်ရိတ်ခါအစုံပေါ့ဗျာဂျုံစီကော်ဖီတကြားအဲ့ဒါတွေလဲလို့ရယ်ခမဝယ်ပြီးလှေပေါ်အသင့်တင်ထားပြီးကျွန်တော်ငွေတက်တက်ကြားတလောက်ထပ်ပေးမယ်ကပ်ပလီနဲ့လိုအပ်သည်များကိုအသေးစိတ်ညှိပြီးချီချီနဲ့ကျွန်တော်ပြန်လာခဲ့ကြသည်ရွက်ကိုမူကျွန်တော်ကိုယ်တိုင်စိတ်ကြိုက်ချုပ်ယူမိဟုဖြစ်သည်နောက်တစ်နေ့မနက်တွင်ဖြစ်သည်ကျွန်တော်တဲပြင်၌ရွက်ချုံနေစဉ်မလန်မကန့်မှချီချီနှင့်ဝွန်ဟူးတို့တယောက်နှင့်တယောက်အော်၍စကားပြောနေတန်ကြ၏စကားတန်မှာကြာလေပိုကျဲလေဖြစ်သည်ဖြင့်နောက်ဆုံးကျွန်တော်မနေနိုင်တော့ပဲသူတို့ရှိရာသို့ထထွက်သွားမိ၏ကျွန်တော်ခြုံွယ်တစ်ခုမှချောင်းကြည့်လိုက်၏ဝွန်ဟူးမှာတစ်ဖက်ကန်းတွင်ရှိပြီးချီချီကကျုံးပေါ်တွင်ရှိ၏ဝွန်ဟူး၏လက်ဟန်ခြေရံများကိုကြည့်ပြီးဝွန်ဟူးကကျုံးဘက်သို့ကူးလာနေခြင်းသည့်အတွင်သဏ္ဍာန်များထင်ရှားစွာပေါ်နေရသည်ချီချီကလက်မခံအကြောက်အကန်ညင်းနေ၏နောက်ဆုံးကျွန်တော်ခြုံတွင်းမှထွက်ပြီးချီချီအနားသို့ရှောက်သွားလိုက်၏ဘာဖြစ်ကြတာလဲချီချီကဘာမှပြန်မပြောတစ်ဖက်မှဝုံဟူးကလှမ်းပြီးကျွန်တော်ခမရတို့ဘက်ကိုကူးလာခြင်းနဲ့ဆိုတာချီချီကပေးမလာဘူးမလာရဘူးတဲ့ကျွန်တော်ကချီချီကိုဝုံဟူးကလာခွင့်ပေးရန်ပြောလိုက်၏ချီချီကသူ့ဘက်ကိုခေါ်၍ဝုံဟူးကိုတစ်ဖက်ကမ်းမှကျုံးပေါ်သို့သွားခေါ်လာ၏ဆိုပေါင်းပြဿနာကဘလို့ဖြစ်နေကြတာလဲဒီကောင်ကကျွန်တော်ကိုပြင်သူလဲလိုက်ချင်တယ်တဲ့ကျွန်တော်ကလှေဝဲတာခမရပတ်စံနဲ့ဝဲတာကျွန်တော်ပတ်စံမဟုတ်ဘူးကျွန်တော်သူ့ကိုခေါ်ပိုင်ခွင့်မရှိဘူးလို့ပြောပြနေတာသူကမယုံဖြစ်နေတယ်ချီချီကကျွန်တော်ကိုစရှင်းပြ၏ဖုန်ဟူးကလိုက်ချင်လို့လားဟုတ်တယ်ဒီကောင်ကသူ့သွားလေရကျွန်တော်ကိုခေါ်ပါမယ်လို့မူလကလေးကဂရိရှိထားပါတယ်ဘလို့ကြောင့်လဲဇလန်းကတော့အရှိကြီးတူတူပြောရရင်တော့ဗျာကျွန်တော်ခုလက်တစ်ဖက်ပြက်နေတာဒီကောင်ခုတ်ပြက်ထားလို့ပြက်နေတာဖြစ်တာကတော့လွန်ခဲ့တဲ့၄နှစ်လောက်ကဖြစ်တာဖဲဝိုင်းမှာဖဲကစားရင်စကားများပြီးသူကျွန်တော်ကိုခုတ်ပစ်လိုက်တာခုတ်ပြီးတော့သူကျွန်တော်ကိုတောင်းပန်ပြီးပြောတယ်သူ့အသက်ကိုကျွန်တော်ရံမရှာဘူးလို့ဂတိပေးရင်တစ်သက်လုံးကျွန်တော်ကိုရှာကျွေးပါမယ်တဲ့ကျွန်တော်ကလည်းဂတိပေးလိုက်တယ်ခုခမားနဲ့သူလိုက်သွားပြီဆိုရင်သူ့ကိုကျွန်တော်ဘလို့ပြန်တွေ့ရမှာလဲဒါကြောင့်ကျွန်တော်ကိုပါခေါ်သွားရမယ်လို့သူ့ကိုလာပြောတာကျွန်တော်သဘောပေါက်လေပြီချီချီခမားကကောခေါ်ခြင်းတဲ့စိတ်ရှိသလားရှိပါတယ်ကျွန်တော်ခေါ်ခြင်းပါတယ်ခမားကိုထုတ်ပြောရမှာအားနာလို့ကျွန်တော်ကိုအားမနာနဲ့ခေါ်ခဲ့ပါဝုံဟူလိုက်ခဲ့ပါလှေထွက်မဲ့နေ့ကိုခမားကိုအကြောင်းကြားခိုင်းလိုက်မယ်ဝုံဟူကကျေးဇူးတင်ကြောင်းပြော၍လက်ဆွဲနှုတ်ဆက်ပြီးပြန်သွား၏
ခမည်းတော်ကိုတယောက်နဲ့တယောက်ရန်ဖြစ်ပြီးခုလိုဂတိအပြန်လန်ထားကြတာမျိုးကျွန်တော်တို့ဥရောပသားတွေလောကမှာတော့တခါမှမကြားဘူးကျွန်တော်ကချီချီကိုပြောလိုက်၏ကျွန်တော်တို့တရုတ်တွေလောကမှာတော့ဒါမျိုးမကြာခဏဖြစ်တတ်ကြတယ်ဒီကောင်ကလူတော်လူကောင်းပါတတ်တီလည်းရှိရဲ့စိတ်ရင်းလည်းကောင်းတယ်ကျွန်တော်ကိုဓာခုံမှုနဲ့ထောင်နှင်းခုံရုံးကိုတင်စစ်ကြတော့ကလည်းသူဝင်ကယ်လို့ကျွန်တော်ဓာနဲ့ခုတ်တာကျွန်တော်ကိုတတ်ဖို့သူကအရင်ရန်စားလို့ဖြစ်ရတာဆိုပြီးအစ်စ်ခံလို့ကျွန်တော်တက်တာရခဲ့တာခမည်းတော်ကဒီကပြေးပြီးတခြားနိုင်ငံမှာဘာလို့စားကြမယ်လို့စိတ်ကူးထားကြတယ်လေထမင်းဆိုင်ဖွင့်ရောက်မယ်ကျွန်တော်တရုတ်ဟင်းမျိုးစုံချက်တက်တယ်ဖုန်ဟုကခောက်ဆွဲလို့တိတ်တော်တယ်လေပိုင်ရှင်ကပလီမှာဂတိအလွန်တည်သူဖြစ်သည်9ရက်အတွင်းအစားအရာရာအားလုံးအစင်သစ်ဖြစ်အောင်လုပ်ပေ၏အသစ်သူချုပ်ထားသောရက်တိုင်အေယာနှင့်ပဲ့များမှာချွေရင်ချက်ထောက်ပြစရာတခုမှမရှိပြည့်ရန်အစင်သစ်ဖြစ်လေပြီကပလီကလှေရက်တွင် K21 ဟုတက်ထားရန်အကြံပေး၏ဤအမီမှာကိုလိုဦးမြင့်အတွင်မကြာခဏငါးဖက်လာတတ်သောလှေအမီဖြစ်သည်ဟုဆို၏ကျွန်တော်ကသဘောတူလာ၏လှေထွက်မိအချိန်ကိုနောက်တနေ့ညနေ9နာရီကိုသတ်မှတ်လိုက်၏ချီချီကသူမွေးထားသောကြက်များကိုလိုက်ဖမ်း၍လမ်းတွင်စားရန်အချောက်ကျော်လာ၏ပါပီလွန်ဒီဘက်ကိုတော့ကျွန်တော်နဲ့အတူခေါ်သွားပေးရစေဘာဖြစ်လို့လဲဒါကျွန်တော်ရဲ့အသက်တခင်ပါသူရှိလို့ဒီကျွန်းပေါ်မှာကျွန်တော်လာခိုနေနိုင်တာပါကျွန်တော်သူ့ကိုမထားရက်ခဲ့လို့ပါမြဝမရောက်ခင်လမ်းမှာအော်ရင်တော့ပြဿနာပဲကမ်းခြေကပြင်းသစ်အဆောင်တွေကြားကုန်နေမယ်မအော်စေရပါဘူးတလန်းလုံးတိတ်နေအောင်ကျွန်တော်လုံးဝတာဝန်ယူတယ်ကျွန်တော်ခေါ်ခဲ့ရန်သဘောတူလာ၏နောက်တနေ့အမောက်ပြိုးသည်နှင့်ကျွန်တော်တို့လှေစိတ်သို့ထွက်လာကြ၏လှေစိတ်တွင်ဗုံဟူးနှင့်လှေရှင်ကပ်ပလီတို့အသင်ဆောင်နေကြ၏ကျွန်တော်ကလှေရှင်ကိုပေးရန်ကြံသောငွေကိုခြေပေးလိုက်၏ကဲသွားမယ်ဖျားသခင်ကခမည်းတော်မိသားစုကိုစောင့်ရှောက်ပါစေခမည်းတော်ကိုလည်းဖျားသခင်ကစောင့်ရှောက်ပါစေအပြန်အလှန်နှုတ်ဆက်ပြီးရွက်ဖွင့်ထပ်လာခဲ့ကြ၏အခန်း33တရုံများနှင့်ပင်လယ်ခရီးမိုးမှာရွာပြီးစဖြစ်၏ထွက်လာပြီး3နာရီအကြာတွင်ပင်လယ်ဝါသို့ရောက်သည်ဒီကြချိန်ဖြစ်၍လှေသွားနှုတ်မှာမျောလင့်ထားသည့်ထက်မြန်နေ၏ပင်လယ်တွင်းသို့ရောက်ခဲ့ပြီးလွယ်ရဲကျုံးမီးပြတိုက်မှမီးကိုလှမ်းမြင်ရ၏ကျွန်တော်တို့လှေတွင်အိမ်မြောင်မပါအရေးမကြီးပါကျွန်တော်မှာပထမအကြိမ်ထွက်ပြေးစဉ်ကအတွေ့အကြုံများအရာနေလားနှင့်ကြိမ်များကိုကြည့်ပြီးခရီးသွားတတ်နေလေပြီမနက်လင်းခဲ့ပြီးကျွန်းကိုလုံးဝလှမ်းမမြင်ရတော့အချင်းစခန်းများရှိသောစာလူကျွန်းမှဝေးရသို့ရောက်ခဲ့ကြပြီဖြစ်၏6ရက်ရှိသွားပြီလှိုင်းကြီး၏လေထန်၏သို့တော်မိုးလုံးဝမရွာကျွန်တော်အဖော်တရုတ်2ယောက်မှတင်မောသားကောင်းများဖြစ်၏လှိုင်းတန်နေတန်ညဘက်အေးတန်များကိုလုံးဝမငြီးအစားအသောက်အမျိုးမျိုးကိုတစ်နေ့3ချိန်ချက်ပြီးကျွန်တော်ကိုကြွေ၏ပြဿနာတစ်ခုမှာဤတရုတ်2ယောက်လုံးတယောက်မျှပဲ့မကင်တန်ချီချီဤစက်သားကြော်များမှာကျွန်တော်တို့9ရက်စာရိတ်ကာအတွက်လုံလောက်စေခဲ့၏ချီချီဝက်မှာလည်းတလန်းလုံးငြိမ်ပြီးလိုက်လာခဲ့၏တနေ့ချီချီကိုကျွန်တော်နောက်လိုက်၏ဝတ်သားဟင်းကိုဘယ်နေ့ချက်မှလဲချီချီမျက်နှာဒီချက်ချင်းหนีသွား၏ကျုပ်ဝက်ကိုတတ်ချင်တဲ့လူဟာကျုပ်ကိုအရင်တတ်ဖို့လိုလိမ့်မယ်9ရက်ပြည့်ခဲ့ပြန်ပြီကျွန်တော်မအိပ်ဘဲဆက်မနေနိုင်တော့လှေဘက်ကိုဥတီရက်မပြတ်အောင်ကြိုးဖြစ်ချီပြီးလှေဝမ်းပေါ်အိတ်ချလိုက်၏ချက်ချင်းအိပ်ပျော်သွား၏လှိုင်းထံ၍လန့်နိုးလာလင်ကျွန်တော်အိတ်ချိန်မှ4နာရီခန့်ကြာသွားသည်ကိုတွေ့ရ၏အိပ်ယာမှနိုးလင်ကျွန်တော်မုတ်စိမ်မွေးများကိုချီချီကရိတ်ထားပေးသည်ကိုတွေ့ရ၏ကျွန်တော်လုံးဝမသိလိုက်ပါကျွန်တော်လေဦးတီရက်ကိုမနေ့ညဘက်မှစပြီးမြောက်အရက်တို့ဦးတီထားရမှအနောက်ဘက်တို့ဦးတီလိုက်၏ကျွန်တော်စိတ်ထဲ၌လှေသွားလှမ်းမှမြောက်ဘက်သို့ရောင်လွန်းနေသည်ဟုထင်မိသည်အချိန်မှနနက်7နာရီခန့်ရှိမီအနောက်ဘက်ကောင်းကင်ပြင်တွင်လေသင်းမော airship တစ်စီးသွားနေသည်ကိုရုတ်တရက်တွေ့ရ၏အယောင်မှာငွေရောင်ကျွန်တော်တို့လှေရှိရာသို့ဦးတီလာနေသည်မဟုတ်မြောက်ဘက်သို့ဦးတီသွားနေသည်ထို့နောက်ကျွန်တော်တို့လှေရှိရာသို့ရုတ်တရက်ကွေ့ချလာ၏အမြင့်မှအနှိမ့်သို့ထိုးဆင်းလာ၏လှေအပေါ်မှအချိန်ချင်းဝဲပတ်၏ထို့နောက်ပတင်းပေါက်မှအလံဖြင့်ကျွန်တော်တို့ကိုအချက်ပြ၏အတိတ်ဘယ်ကိုကျွန်တော်တို့ဘာမှနားမလဲနောက်ဆုံးကုန်းမြေရှိသောအနောက်ဆူဆူသို့လှည့်ပြန်သွား၏တနအီခန့်ကြာလျှင်လေအမြန်တစည်းပေါ်လာပြန်သည်ကျွန်တော်တို့လေကိုအချိန်ချင်းဝဲ၏နောက်ကုန်းရှိရာသို့ပြန်လှည့်သွားပြန်၏ကျွန်တော်သည်ကုန်းမဝေးသောမြောက်အရက်သို့ပြန်ဦးတည်လိုက်၏ကြည်ဟိုမှကြည့်စမ်းဘုံဟုကအနောက်ဆူဆူသို့လက်ညှိုးထိုးပြလိုက်၏ဘာလဲဟိုးမိုးကုတ်စဝိုင်းပေါ်ကအမဲဆက်လေးဟာတင်းမောမဟုတ်လားမှန်သည်စစ်တင်းမောတစည်းဖြစ်၏ကျွန်တော်တို့ရှိရာသို့ဦးတည်မောင်းလာနေ၏နောက်တနာရီခန့်ကြာလျှင်ကျွန်တော်တို့လေအနီးသို့ရောက်လာ၏ရေတက်မှဖြတ်သင်းမောအမျိုးအစားသင်းမောတစည်းဖြစ်၏သင်းမောသားများမှာကုန်းဘက်ပေါ်မှရပ်ပြီးကျွန်တော်တို့ကိုလှမ်းကြည့်နေကြ၏သင်းမောမှာအင်္ဂလိပ်သင်းမောအမည်ကိုဟာပွန်ဟုရေးထား၏ကောက်တိန်ဟုထင်ရသူကကျွန်တော်တို့ကိုလှမ်းအောင်ပြော၏အင်္ဂလိပ်ဘာသာဖြစ်၍ကျွန်တော်နားမလဲချီရွက်ကိုချလိုက်စမ်းချီကရွက်ကိုချလိုက်၏စစ်သင်းမောကကျွန်တော်တို့အနားလှေအနားသို့တိုးကပ်လာသည်
ကပတိန်ကအင်္ဂလိပ်ဘာသာဖြင့်လှမ်းအော်ပြောလိုက်ပြန်သည်အင်္ဂလိပ်စကားမတတ်ဘူးခမညာပြင်သစ်စကားတတ်သူပါရင်ပြင်သစ်လိုပြောပေးပါကျွန်တော်ကပြင်သစ်ဘာသာဖြင့်ပြန်အော်ပြောလိုက်၏ခမညာတို့ဘယ်ကလာကြတာလဲတော်ပီတိုမှန်ပြီးမြုပ်သွားတဲ့သင်္ဘောကလားကပတိန်မှာပြင်သစ်စကားတတ်သူဖြစ်၍ပြင်သစ်စကားဖြင့်ကျွန်တော်ကိုမေး၏မဟုတ်ဘူးကျွန်တော်တို့ပြင်သစ်တကြွကပြေးလာတဲ့အကျဉ်းသားတွေပါဘယ်တကြွလဲဒရီနီကလားဟုတ်တယ်ခမညာတို့လေကိုကျွန်တော်တို့သင်္ဘောပေါ်ဆွဲတင်မလို့ဟာမတင်ပါနဲ့တခုခုနဲ့ခိုက်မိပြီးပျက်စီးသွားလိမ့်မယ်ကျွန်တော်တို့ကဗြိတိရှဟွန်ဒူးရဲ့နိုင်ငံအထိသွားကြမလို့သွားလို့မရဘူးဒီရေပြင်ပေါ်မှာအခွင့်မရှိရဲ့လှေသင်္ဘောဘသူ့ကိုမှဖျက်ခွင့်မပေးဘူးခုကဘာစစ်ကြီးဖြစ်နေတယ်စစ်နဲ့ကျွန်တော်တို့ဘာမှမဆိုင်ဘူးကျွန်တော်တို့ကအကျဉ်းသားတွေမရဘူးဒါအမိတ်မယ်ခမည်းလေးကိုအနောက်ဆူဆူကိုဦးတီလိုက်ပါမတက်နိုင်ပြီကျွန်တော်ဒီလှေကိုအနောက်ဆူဆူသို့ဦးတီလိုက်၏ချီချီကိုရွက်များပြန်တင်ခိုင်းလိုက်၏စစ်သင်္ဘောမှာကျွန်တော်တို့လှေနှင့်ထိလူနီးပါးအထိချင်းကပ်လာပြီးသင်္ဘောပေါ်မှာရေတံသားတအုပ်လှေပေါ်ခုန်ဆင်းလာ၏ဟာလိုသူသည်ကျွန်တော်တို့ကိုရင်းနှီးစွာနှုတ်ဆက်လာ၏နောက်ကျွန်တော်လက်ထဲမှာပဲ့ထင်းကိုယူကင်လိုက်၏ရော့စီဂရက်တောက်ကြပါလားသူ့အိတ်တွင်းမှာစီဂရက်သုံးမှုကိုထုတ်၍ကျွန်တော်တို့ကိုလှမ်းပေး၏အင်္ဂလိပ်စီဂရက်များဖြစ်၏ခုဘယ်မျိုးကိုဦးတည်သွားနေတာလဲဂျော့တောင်မျိုးသူသည်လှေဦးကိုအနောက်တောင်ဘက်သို့ဦးတည်လိုက်၏သူလှေဘက်ထိန်ပုံမှာကျွန်တော်ထက်ပိုကျွမ်းကျင်မှုရှိ၏စစ်သင်းဘောမှာကျွန်တော်တို့လှေကိုခြံထားရ၍ဂျော့တောင်မျိုးရှိရာသို့ရှေ့မှဦးတည်ခုန်မောင်းသွား၏ကျွန်တော်သည်လှေနှံရန်တစ်ဖက်ကိုမှီထိုင်ပြီးကျွန်တော်တကြုံမှပြေးခဲ့သည့်ခရီးစဉ်များကိုပြန်တွေးကြည့်မိနေ၏ယခုတစ်ချိန်တော့တကြုံမှလုံးဝလွတ်လေပြီမျက်ရည်များပင်လဲလာမိ၏အင်္ဂလိပ်အာဏာပိုင်များသည်မိသည့်နည်းနှင့်များယခုကဲ့သို့စစ်ကြီးအတွင်ပြည်သည့်အာဏာပိုင်များထံလွှဲပေးတော့မည်မဟုတ်သည်ကိုကျွန်တော်ရဲရဲပြောနိုင်၏ရှေ့တွင်ကျွန်တော်ကိုလက်ခံပြီးကျွန်တော်အခြေချခြင်းစိတ်ရှိသည့်နိုင်ငံတစ်ခုခုကိုရွေးပြီးတွားရန်သာလိုတော့သည်ကုန်းတွေ့ပြီးအင်္ဂလိပ်ရေတပ်သားကကျွန်တော်ကိုလှမ်းပြော၏မှန်သည်ကုန်းရိပ်များကိုမြင်တွေ့နေရလေပြီမကြာမီမြို့ကြီးတစ်မြို့ကိုလှမ်းမြင်ရ၏ဂျော့ချ်တောင်မြို့အင်္ဂလိပ်ရေတပ်သားကလှမ်းပြောလိုက်ခြင်းဖြစ်၏ဂျော့ချ်တောင်မှာအင်္ဂလိပ်ဂီရာနာနိုင်ငံမြို့တော်ဖြစ်သည်မြို့အနီးသို့ချင်းကပ်လာလျင်မြောင်များစွာသောပင်လယ်ကူးအရက်သင်္ဘောများနှင့်စစ်သင်္ဘောများကိုတွေ့ရ၏စစ်ကြီးဖြစ်နေခဲ့သည်မှာ2 နှစ်ရှိသွားလေပြီစစ်ဖြစ်နေသောပတ်ဝန်းကျင်၏လက္ခဏာရပ်များကိုကျွန်တော်တို့မြင်တွေ့ခွင့်ရ၏စိတ်ကန်းသို့စိုက်ကပ်မိပြီးစောစောကစစ်သင်္ဘောမှကပတိန်ကကျွန်တော်တို့ကိုဆင်းလာတွေ့၏ခမည်းတော်အားလုံးရဲ့ကျမ်းမာရေးတော့ကောင်းကြရဲ့မဟုတ်လားကောင်းပါတယ်ခမည်းဒါပေမဲ့ကာကွယ်ဆေးတွေတော့တောက်ထုတ်လိုက်ကြအောင်ပေါ့အခန်း34ဂျော့ချ်တောင်မြို့ကာကွယ်ရေးဆေးများထိုးပြီးကြသည်နှင့်ရဲဌာနချုပ်သို့တွားသတင်းပို့ကြရ၏အင်္ဂလိပ်ရဲအရာရှိတဦးကကျွန်တော်တို့ကိုအသေးစိတ်ပြန်လည်စစ်မေးမြန်း၏ခမည်းတော်ဘယ်ကပြေးလာကြတာလဲပြင်သစ်တကြွထောင်ကပါအမှုတွေကရောကျွန်တော်က3 ဦးလုံး၏အမှုများကိုပြန်ပြောပြလိုက်၏ခမည်းရဲ့အတန်မွေးဝမ်းကြောင်းအလုပ်ကလျှက်စစ်မီးပြင်သမားပါဟိုခမည်းမိတ်ဆွေတရုတ်2 ယောက်ကထမင်းချက်တွေပါခမည်းကဒီကောဖွဲကလားပီတိန်ဖွဲကလားဘယ်ဖွဲကမှမဟုတ်ပါဘူးကျွန်တော်တကြွရောက်နေတာ10 နှစ်ရှိပြီဒီနေ့ပြင်သစ်ပြည်မှာဘယ်နိုင်ငံရေးအဖွဲ့အစည်းအုပ်ချုပ်နေသလဲဆိုတာတော့ကျွန်တော်သိရတာမဟုတ်ဘူးနောက်တကြွကထွက်ပြေးလာတာကလည်းဘယ်နိုင်ငံရေးအဖွဲ့အစည်းနဲ့မှပေါင်းချင်လို့မဟုတ်ဘူးကို့လူမြောက်ရေးအတွက်ကိုပြေးခဲ့တာကောင်းပြီလေခမည်းတော်ခုလောလောဆယ်တော့ရဲဌာနမှာပဲခဏနေကြအောင်ခုခမည်းတော်ခုထွက်ချင်တဲ့တွက်ချက်တွေကအကုန်အမှန်ကြီးပဲဆိုရင်တော့ခမည်းတော်ကိုဂျော့ချ်တောင်မြို့ပေါ်မှာလွတ်လပ်စွာနေထိုင်ခွင့်ကျွန်တော်တို့ပေးမယ်တပတ်ကြာပြီးနောက်နေထိုင်ခွင့်ပြုသည့်အိတ်ဆောင်ကပ်ပြားများကိုကျွန်တော်တို့3 ယောက်အားထုတ်ပေး၏ဝစ်စင်စရာအဝတ်အစားအချို့ကိုလည်းပေးလိုက်သေး၏ဂျော့ချ်တောင်မြို့မှာလူဦးရေ2,500,000ရှိသောမြို့ဖြစ်၏လူမျိုးကလည်းစုံလာပြီး၏တရုတ်ကလာအင်္ဂလိပ်အမေရိကန်နှင့်စတင်ဒီနေဗီးယားအများဆုံးတွေ့ရ၏တို့ပဲသွားကြမလဲပါပီလွန်ရဲအရာရှိတယောက်ကဒီမြို့မှာနေတဲ့ပြင်သစ်လူမျိုး2 ယောက်ရဲ့လိပ်စာပေးလိုက်တယ်တို့အဲ့ဒီ2 ယောက်အိမ်ကိုအရင်သွားကြည့်ကြတာပေါ့လမ်းတွင်တွေ့သောမော်တော်ယာဉ်ရဲတယောက်ကကျွန်တော်တို့သွားလို့သည့်ရက်ခွက်သို့ဘတ်စကားတစ်စီးပေါ်တင်ပေးပြီးလွှတ်လာ၏ပြင်သစ်2 ဦးနေထိုင်သည်ဟုဆိုသောအိမ်မှာတစ်ထပ်အိမ်ငယ်လေးဖြစ်၏အိမ်တကားခောက်လိုက်လျင်ပြင်သစ်3 ယောက်ထွက်လာ၏ဟင်ပါပီလွန်မင်းတီကိုဘလို့ရောက်လာတာလဲ3 ဦးလုံးပင်ကျွန်တော်သိပါသည်တကြိုးမှအကျဉ်းသားဟောင်းများဖြစ်ကြ၏ပထမဆုံးမြင်တွေ့ရသူမှာဂူတူးဆိုသူဖြစ်၏1933 ခုနှစ်အတွင်းကတကြွသို့ကျွန်တော်နှင့်သင်္ဘောတစ်စီးတည်းဖြင့်အတူရောက်လာသူဖြစ်၏ကျန်2 ယောက်မှာလူစစ်နှင့်ဂျူးလော့တို့ဖြစ်၏ကျွန်တော်တို့3 ယောက်လုံးကိုဖော်ရည်စွာနှုတ်ဆက်ပြီးအိမ်ထဲသို့ခေါ်သွား၏နောက်ရဲဌာနမှယခုမှထွက်လာကြသည်ကိုသိသည်နှင့်သူတို့နှင့်အတူနေရန်ပြော၏သူတို့အိမ်လေးမှာအခန်း4 ခန်းရှိ၏အိမ်ခန်းအဖြစ်အခန်း2 ခန်းကိုသုံးပြီးမိဖို့နှင့်ထမင်းစားခန်းအဖြစ်ကြံ2 ခုကိုသုံး၏သူတို့လည်းဂျော့ချ်တောင်မြို့၌ဖြစ်သလိုရက်တည်နေကြသူများဖြစ်၏
တရေဖက်နှက်နှင့်တပြက်စီးများကိုအိမ်တွင်လှုပ်ပြီးဈေးတွင်သွားရောင်း၍ဝမ်းစာရှာနေကြ၏ညနေထမင်းစားပြီးကြသည်နှင့်တကြုံမှကျွန်တော်ပြေးလာခဲ့ပုံအကြောင်းစုံကိုသူတို့ဝိုင်းမိကြ၏သူတို့အားလုံးပင်စာဖိန်းကိုသိကြပါသည်ထို့ကြောင့်စာဖိန်းတည်သွားသည့်အကြောင်းကိုသိရလျင်အားလုံးစိတ်မကောင်းကြောင်းဝင်ပြောကြ၏ထို့အချိန်၌အိမ်ရှိမှတရုတ်တယောက်ဖျက်လျှောက်သွား၏ချီချီကအိမ်ထဲမှလှမ်းခေါ်ပြီးဗုံဟူးနှင့်အတူထိုတရုတ်နောက်သို့လိုက်သွားကြသည်နှစ်နာရီခန့်ကြာလျှင်သူတို့လှဲတစည်းဖြင့်ပြန်လာ၏လှဲမှာမြည်ဆွဲသောလှဲဖြစ်၏လှဲပေါ်တွင်တစ်တာသုံးလုံးပါ၏လှဲမောင်းသူမှာချီချီဖြစ်၏တစ်တာသုံးလုံးအတွင်း၌အဝတ်အစားများမျိုးစုံအပြည့်ပါသည်တစ်တာသလုံးကိုချီချီကကျွန်တော်တို့အတွက်ဟုဆိုပြီးလှမ်းပေး၏ခမရတို့ဒါတွေဘယ်ကရတာလဲကျွန်တော်တို့လူမျိုးတရုတ်တယောက်ကထောက်ပံ့လိုက်တာမနှက်ပြန်လဲသူတို့ကိုလာတေးဖို့မှားထားသေးတယ်ဒီလဲကရောလဲကလည်းကျွန်တော်တို့လှုပ်ရှားဖို့ဆိုပြီးငှားပေးလိုက်တာတရုတ်အမျိုးသားများတအူးနဲ့တအူးရိုင်းမင်းကူညီကြပုံကိုကျွန်တော်ရင်တွင်း၌အလွန်အံ့ဩနေမိ၏ညနေပိုင်းတွင်ဝွန်ဟူချီချီတို့နှင့်အတူအိမ်ပေါင်ဝင်းကျင်ရက်ကွက်နှင့်ရင်းနှီးမှုရစေရန်ကျွန်တော်တို့လမ်းလျှောက်ထွက်လာကြ၏ပတ်ဝန်းကျင်တစ်ခုလုံးရှိနေထိုင်သူအလုံးဒီပါမှာလူမဲများဖြစ်၏လူဖြူမရှိသလောက်ဖြစ်၏တရုတ်စားတောက်ဆိုင်မှာဤရက်ကွက်တွင်2ခု3ခုရှိ၏ခမပြင်သစ်လူမျိုးလားအဝတ်အစားတက်ရက်စွာဝတ်ဆင်ထားသောလူမဲတအူးကကျွန်တော်ကိုနှုတ်ဆက်လိုက်၏ဟုတ်ပါတယ်ကို့အမျိုးသားချင်းချင်းတွေ့ရတာဝမ်းသာလိုက်တာဗျာသူကကျွန်တော်လက်ကိုဆွဲပြီးရင်းနှီးစွာနှုတ်ဆက်လိုက်၏လူမဲတအူးကကို့အမျိုးသားချင်းချင်းဟုပြောသည်ကိုကြားသဖြင့်ကျွန်တော်ရင်ထဲ၌ထူးဆန်းနေ၏သူ့ပြင်သစ်စကားမှအလွန်ပြီးသားလာ၏ပြင်သစ်နိုင်ငံ၌မွေးဖွားကြီးပြင်းလာသည့်လူတအူးဖြစ်နိုင်၏လာဗျာကျွန်တော်ဒီညနေခမည်းကိုဧဝတ်ပြုပေးရစေသူကကျွန်တော်ကိုဆွဲပြီးဘာကန်အတွင်းသို့ခေါ်သွား၏ခမည်းမိတ်ဆွေတရုတ်တွေကရောပြင်သစ်စကားတက်ကြတယ်မဟုတ်လားတက်ပါတယ်ခမည်းဒီမျိုးကိုဘယ်တော့မှရောက်လာတာလဲတပတ်လောက်ရှိအောင်မယ်ဘယ်ကလာတာလဲပြင်သစ်နယူးဂီနီကပါခမည်းကထွက်ပြေးလာတဲ့အကျဉ်းသားလားဒီကောအဖွဲ့ကိုဝင်ဖို့ပြေးလာတဲ့ထောင်မှုတန်းလားအကျဉ်းသားပါခမည်းမိတ်ဆွေတရုတ်တွေကရောအကျဉ်းသားတွေပဲမစ္စတာပါဘီကျွန်တော်ခမည်းရဲ့အတိတ်ဖြစ်စဉ်တွေကိုလည်းဘာမှမသိချင်ဘူးအခုကျွန်တော်တို့ပြင်သစ်ပြည်ကြီးကကျွန်တော်တို့ပြင်သစ်လူမျိုးတွေရဲ့အကူအညီကိုတိတ်လိုအပ်နေတဲ့အချိန်ကျုပ်တို့တိုင်းပြည်ကြီးကိုအခုဂျာမန်တွေတင်ထားတယ်ဒီကောင်တွေကိုကျုပ်တို့ပြန်တိုက်ထုတ်ရမယ်ကျွန်တော်ကအခုဒီကောအဖွဲ့ကိုဝင်ဖို့အင်္ဂလန်သွားမဲ့တင်မောကြုံကိုစောင့်နေတာခမည်းအမိနိုင်ငံကိုကယ်တင်ဖို့အင်္ဂလန်ကိုကျွန်တော်နဲ့လိုက်ခဲ့ပါလားခမည်းနာမည်ဘယ်လိုခေါ်သလဲဟိုမီလီပါမစ္စတာဟိုမီလီပွင့်ပွင့်လင်းလင်းခမည်းကိုပြောပြရင်ကျွန်တော်အနာဂတ်မှာကျွန်တော်ဘာလုပ်မယ်ဆိုတာခုထိဘာမှမဆုံးဖြတ်ရသေးဘူးဟုတ်တိပတ်တိလွတ်လပ်တဲ့ဘဝကိုရတာတော့မှဒီနေ့မှစရတာရှင်းရှင်းပြောရရင်ခမည်းအင်မတန်ချစ်ပါတယ်ပြန်ကယ်တင်ခြင်းမှာဆိုတဲ့ပြင်သစ်နိုင်ငံဟာကျွန်တော်ကိုခွေးသေးဝက်သေးတေတော့ဆိုပြီးတကြွန်းရောက်တဲ့ကြီးကန်ထုတ်ဖြစ်ပြီးနှိပ်စက်ခဲ့တဲ့နိုင်ငံမှာခုကျွန်တော်မိသားစုတွေတောင်ဘယ်ရောက်နေကြလဲမသိဘူးကျွန်တော်ခုလုပ်ချင်တဲ့ပထမဆုံးအလုပ်ကိုပြောရရင်ကျွန်တော်မိသားစုကိုမတွေ့အောင်ရှာကျင်သေးတယ်နောက်မှခမည်းပြောတဲ့အမိနိုင်ငံကြီးကိုကယ်တင်ဖို့ကိစ္စစဉ်းစားကြတာပေါ့အေးလေခမည်းခုပြောသလိုခမည်းဘက်ကကြည့်တော့လဲမှန်နေတာပဲဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာရှိတော့ကျွန်တော်စီကဘာအကူအညီပဲလိုချင်ဟောဒီလိပ်စာအတိုင်းလာခဲ့ပါသူ့လိပ်စာကပ်ပြားကျွန်တော်ကိုထုတ်ပေး၏ကျွန်တော်ကကျေးဇူးတင်ကြောင်းပြန်ပြောလာ၏ထိုညကအိမ်ပြန်ရောက်သည့်အထိအီလူမဲမစ္စတာဟိုမီလီပြောသားသောစကားများကိုကျွန်တော်မေ့မရတော့ပါနောက်တနေ့မနက်ကျွန်တော်အိပ်ယာမှထချိန်တွင်ဗွန်ဟူးနှင့်ချီချီတို့မရှိတော့သူတို့မြင်းလဲဖြင့်ငွေစရှာရန်ထွက်ကြလေပြီမင်းရိုးရိုးကော်ဖီတောက်မလားကော်ဖီမဲတောက်မလားပါပီလုံးရိုးရိုးကော်ဖီပဲပေးပါဂူတူကကော်ဖီကျွန်တော်အတွက်ဖြော်ပေး၏မင်းတို့ခုလုံးရောင်းနေတဲ့ဖက်နှက်တို့တပြက်စီတို့ကတနေ့ဘလောက်ဖိုးရောင်းရလဲအမှန်တော့မရှိဘူးဒုနေ့တိုင်းဒေါ်လာ20လောက်ဝင်ငွေရအောင်တော့စူးစမ်းရတယ်အစားအသောက်ဖိုးကနေ့တိုင်း$9လောက်ကုန်တယ်အင်္ဂါကတနေ့$9ပေးရတယ်နောက်အထွေထွေသုံးစရိတ်အမျိုးမျိုးနဲ့တဦးချင်းရဲ့မဟုတ်ဖို့အတွက်ကလည်းလိုသေးတယ်မဟုတ်လားလမ်းရောင်းရတာရောလွယ်ရဲ့လားတိတ်တော့မလွယ်ဘူးတခါတခါဈေးမှာသွားရောင်းရတာခက်လွန်းလို့ဖက်နှက်တွေတပြက်စီးတွေအကုန်ထမ်းပြီးရက်ကွက်တွေလှည့်ရောင်းရတယ်နေကလည်းတိတ်ပူတော့ပင်ပန်းတာပေါ့ကွာငါလည်းမင်းတို့စီမှာမိခိုကက်ရပြီးမနေချင်ဘူးကွာမင်းတို့လုပ်တယ်လို့ပဲဘလောက်ပင်ပန်းငါလုံနိုင်တာရှိရင်အကုန်ဝင်လုပ်ချင်တယ်ကြည့်ကြသေးတာပေါ့ကွာထိုနေ့တမနက်လုံးအိန္ဒိယတိုင်းသားများနေထိုင်သည့်ရက်ကွက်ကိုကျွန်တော်လှည့်လည်ကြည့်ရှုမိရုပ်ရှင်မှာရောင်စုံအတန်ထွက်ရုပ်ရှင်များပေါ်နေလေပြီကျွန်တော်ဘဝတွင်တစ်ကြိမ်မျှမကြည့်ဘူးသေးပါကျွန်တော်ဒီကျွန်တော်၏အနာဂတ်ဘဝခရီးအတွက်လည်းအမျိုးမျိုးတွေးနေမိ၏တကြွသမားဘဝကို1932ခုနှစ်မှစရောက်ခဲ့ရသည်ဖြစ်၍လွတ်လပ်သောလူဘဝ၌ရှင်သန်ရေးအတွက်ရက်တီယာ၌ကြုံတွေ့ရင်ဆိုင်ရမည့်အခက်အခဲများကိုလည်းမိသိုးစားရမည်မသိအကျဉ်းသားဘဝမှာနေရေးစားရေးအဝတ်ဝတ်ဆင်ရေးများအတွက်မိမိအပူများမဟုတ်ခဲ့ညနေ4နာရီထိုးကန်နီးမှကျွန်တော်အိမ်ပြန်လာခဲ့၏အိမ်ရှိခန်းတွင်ဂူတူထိုင်နေ၏ပါပီလွန်ရင်မင်းတရုတ်တွေနဲ့တွေ့ပြီးပြီလား
မတွေ့ရသေးဘူးအိမ်နောက်ကခြံဝင်းထဲမှာရှိရဲသွားတွေ့လိုက်အောင်ဒီလူတွေဒီနေ့ငွေရှာထွက်တာဘယ်လောက်ရခဲ့လဲမင်းသိလားဒေါ်လာ40တောင်ရခဲ့တယ်ငါ့ကိုမင်းတို့အားလုံးရဲ့ဇယိတ်အတွက်ဆိုပြီးဒေါ်လာ20အတင်းပေးတယ်ငါမယူဘူးမင်းပြန်လာမှပဲညှိကြသေးတာပေါ့လို့ပြောထားတယ်နောက်ဝေးချန်ထဲတွင်ချီချီကသူ့ဝက်ကျွေးဖို့ဂေါ်ဘီရွက်များကိုလှမ်းလှီးဖြတ်နေ၏ဗုံဟူးကသူတို့မြေကြီးကိုရေချိုးပေးနေပါသည်ပြန်ရောက်ပြီလားပါပြီလွန်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့ဈေးဥပေါဒေါ်လာ40ဝင်ငွေရခဲ့တယ်တဲဟုတ်ပါလားဘလို့အလိုမျိုးရလို့ဒီလောက်တောင်တစ်ခါတည်းငွေ40တောင်ရခဲ့တာလဲမနေ့ကမြီးနဲ့လှဲကိုငားပေးလိုက်တဲ့ကျွန်တော်တို့လူမျိုးမိတ်ဆွေရဲ့ကျေးဇူးကြောင့်ပေါ့သူမနက်ကကျွန်တော်တို့ကိုဒေါ်လာ200ချေးတယ်ကုံစိမ်းအမျိုးမျိုးနဲ့ကြက်တို့ကြက်ဥတို့ကိုဗမာသွားဝပြီးဗမာသွားရောက်နိုင်တယ်ဆိုတာလိုက်ပြတယ်ပထမတော့ကန်းနာဈေးနာမှာကျွန်တော်တို့သွားရောက်နေအယောင်သွက်သားပဲကျွန်တော်တို့ရောင်းဈေးကတခြားဈေးတွေရောင်းဈေးနဲ့ပေါ်နေတယ်မဟုတ်လားနောက်ပိုအဆင်ပြေသွားတာကနောက်နေ့တွေမှာလည်းအမြဲလာဝယ်မယ်ဆိုတဲ့အမေရိကန်သင်္ဘောသားဈေးဝယ်အဖွဲ့နဲ့တွေ့လိုက်တာပဲသူတို့ကကျွန်တော်တို့လှဲပေါ်ရှိသမျှလက်ကားဈေးနဲ့အကုန်ဝယ်သွားတယ်မနှက်ပြန်လဲလာဝယ်အောင်မယ်လို့ချိန်ထားသေးတယ်ရော့ဒီမှာဒီနေ့ရလာတဲ့ငွေတွေခမ ्या ကကျွန်တော်တို့အဖွဲ့ရဲ့ခေါင်းဆောင်ပဲဒီငွေတွေကိုလည်းခမ ्या ပဲဆက်သိမ်းထားပါကျွန်တော်လက်ခံရခက်နေချီချီခမ ्या တို့သိတဲ့အတိုင်းပဲကျွန်တော်မှာလက်ဆောင်ခြေဆောင်ငွေအလုံးလောက်ရှိတယ်ခမ ्या တို့ရှာရသမျှခမ ्या တို့ပဲယူကြပါယူပြအပိုတွေပြောမနေနဲ့ခမ ्या မယူရင်ကျုပ်တို့မနှက်ပြန်အလုပ်သွားမလုပ်တော့ဘူးတရုတ်လူမျိုးများမှာစိတ်တူလွယ်သူများဖြစ်ကြ၏ကျွန်တော်မငင်းတာတော့ဒါဖြစ်ဒီလိုလုပ်ရအောင်ခုကျွန်တော်တို့နေတဲ့အိမ်ရှင်ရဲဘော်တွေကိုတစ်နေ့အစားအသောက်အတွက်$5အိမ်သားကောက်အတွက်$5ပေးပြီးကြံတဲ့နေ့စဉ်ပုံငွေကိုတော့ခမ ्या တို့ကိုဒေါ်လာ200ချေးထားတဲ့တရုတ်မိတ်ဆွေကိုအကျွေးပြန်ဆက်ကြတာပေါ့ချီချီနဲ့ဗုံဟူး2ယောက်စလုံးပင်ကျွန်တော်ဤအကြံပြုချက်ကိုချက်ချင်းသဘောတူလိုက်၏မနှက်ပြန်တော့ခမ ्या တို့ဈေးထွက်ရင်ကျွန်တော်လည်းအတူလိုက်မယ်လိုက်လေမနှက်ပဲချင်းထားရမလဲခမ ्या စောစောလိုက်ထစရာမလိုဘူးအေးစစ်စစ်သာအိတ်နေပါနက်နက်9နာရီထိုးအရောက်သာတင်မောစိတ်ကိုလာခဲ့ခမ ्या ကအင်္ဂလိပ်လိုနည်းနည်းပါးပါးတတ်တော့အမေရိကန်တင်မောသားတွေနဲ့စကားပြောရဆိုတာပို့အဆင်ပြေတာပေါ့ထိုနေ့တွင်ဝင်ငွေတိုးလာသဖြင့်ကျွန်တော်တို့အိမ်မှာရဲဘော်အားလုံးအလွန်ဝမ်းမြောက်နေကြ၏ဂူတူကညနေဘက်တွင်ကြံမထုတ်လုပ်သောဒေသလုံးအရက်နှလုံးသွားဝယ်၏ကျွန်တော်တို့ဝိုင်းဖွဲ့အရက်တောက်ပြီးပြင်သစ်ကျေးလက်ရိုးရာသချင်းများကိုအော်ဆိုကြ၏အိမ်ဘေးပတ်ဝန်းကျင်မှာအိန္ဒိယတိုင်းသားအမျိုးသမီး2ယောက်ကယောက်ျား2ယောက်ကျွန်တော်တို့အိမ်တွင်ပါတီလုပ်သည်ဟုထင်ပြီးစားစရာတောက်စရာများယူ၍ရောက်လာကြသည်ထိုညနေတွင်ကျွန်တော်တို့အလွန်ပျော်ကြပါသည်ညနေဘက်တွင်ဂူတူနှင့်အတူအတန်ထွက်ဆေးရောင်စုံရုပ်ရှင်ကိုကျွန်တော်တို့ပထမဆုံးသွားကြည့်၏ရုပ်ရှင်မှာအပြန်တွင်ဂူတူကဘားခန်းတစ်ခုသို့ကျွန်တော်ကိုခေါ်သွားသည်ထိုဘားခန်းတွင်ပြင်သစ်လူမျိုးအများအပြားကိုတွေ့ရသည်အားလုံးပင်ဂျော့ချ်တောင်မြို့၌လာတောင်းတင်နေသောတကြွသမားဟောင်းများဖြစ်၏အသက်မွေးမှုအလုပ်မျိုးစုံဖြင့်ခက်ခဲစွာရပ်တည်နေကြရ၏ကျွန်တော်တို့အားလုံးပင်ဝိုင်းနှုတ်ဆက်ကြ၏ညနေပိုင်းရောက်လျင်အင်္ဂလိပ်ရဲကင်းအဖွဲ့တစ်ခုရောက်လာပြီးကျွန်တော်တို့၏နေထိုင်ခွင့်လက်မှတ်ကိုယူ၍စစ်ဆေး၏ချို့ယွင်းမှုမတွေ့ရ၏ကျွန်တော်ကိုနှုတ်ဆက်ပြီးပြန်သွားကြ၏နောက်တနေ့မနက်9နာရီမထိုးခင်ချီချီတို့နှင့်ကျွန်တော်ချိန်ထားသောတင်မောစိတ်သို့ကျွန်တော်ဆင်းသွား၏ချီချီနှင့်ဘုံဟုမှအသင့်ရောက်နေ၏မြင်းလဲတစ်စီးလုံးပေါ်တွင်ဟင်းသီးဟင်းရွက်မျိုးစုံနှင့်ကြက်များကြက်ဥများအပြည့်ရှိ၏ခမ ्या တို့နိုင်ငံသားမိတ်ဆွေဆိုတာကောသူဒီနေ့မလိုက်တော့ဘူးမနေ့ကဗမာဝယ်ဗမာရောင်းဆိုတာသူတစ်ခေါက်လိုက်ပြထားပြီးပြီကျွန်တော်တို့ကကျွန်တော်တို့သွားတက်နေပြီဒီကုန်ပစ္စည်းတွေသွားဝယ်ရတဲ့နေရာကဝေးသလားဝေးတယ်2နာရီခွဲလောက်သွားရတယ်ချီချီကလှဲပေါ်တွင်ဓဘူးနှင့်ထည့်၍ယူလာသည့်လက်ဖက်ရည်များကိုတစ်ခွက်ငှဲ့၍ကျွန်တော်ကိုပေး၏အမေရိကန်သင်္ဘောသားတွေဆိုတာရောမလာသေးဘူးလားမလာသေးဘူးမကြခင်ရောက်လာကြမှာပါမလာလဲအရေးမကြီးဘူးမနေ့ကကျွန်တော်တို့ရောင်းတဲ့ဈေးမှာတွားပြန်ရောက်မယ်မကြပါအမေရိကန်သင်္ဘောသားများရောက်လာ၏သင်္ဘောသားများမှာစစ်သင်္ဘောမှဖြစ်၏ဂျီကားကြီးတစ်စီး၍ရောက်လာ၏ကားပေါ်မှာတက်ကြက်ကြီးအဆင့်ရှိသူတအူဆင်းလာ၏ပြီးလှဲပေါ်ရှိသမျှပစ္စည်းကုန်ပစ္စည်းများကိုလိုက်စစ်ဆေးကြည့်ပြီးဈေးဆစစ်၏ချီချီကခြေရလက်ဟန်ရင်ပြန်ပြော၏ကျွန်တော်ကသူတို့ပြောနေသည်ကိုတလုံးမှနားမလဲသူဘယ်လောက်စစ်နေတာလဲဒေါ်လာ210တဲ့နဲတယ်ဒီဈေးနဲ့ကျွန်တော်တို့မရောင်းနိုင်ဘူးအမေရိကန်တက်ကြက်ကြီးကကျွန်တော်ကိုအင်္ဂလိပ်စကားတတ်သလားဟုလှမ်းမိ၏နည်းနည်းပဲတက်တယ်ခမ ्या ဖြည်းဖြည်းပြောရင်တော့ကျွန်တော်နားလည်နိုင်မယ်ထင်တယ်ခမ ्या မိတ်ဆွေတရုတ်ကဘယ်လောက်ရမှရောင်းပါတယ်လဲဒေါ်လာ250တဲ့ဒီလောက်တော့ဘယ်ပေးနိုင်မလဲဗျာသူကဟန်လုပ်ပြီးကျွန်တော်တို့အနီးမှာပြန်ထွက်သွားမိကဲသို့လှုပ်၏နောက်ဆက်စစ်ပြန်၏ချီချီကလည်းမလျှော်နောက်သူခြေကားပေါ်သို့ပြန်တက်ပြီးကားမောက်ပြန်ထွက်မိဟန်ကဲသို့လှုပ်ပြ၏ထိုအချိန်တိုင်းမင်းညကကျွန်တော်တို့အိမ်မှာပါတီသို့လာကြသောအိန္ဒိယလူမျိုးအမျိုးသမီး2ဦးလမ်းတစ်ဖက်မှကူး၍ကျွန်တော်တို့ထံရောက်လာ၏ကျွန်တော်တို့ကိုလုံးဝမသိမမြင်ဘူးတကယ်လို့ဟန်ဆောင်၍ရှင်တို့ဒီပစ္စည်းတွေဘယ်လောက်နဲ့ရောင်းချင်တယ်လဲဒေါ်လာ250အားလုံးလားအားလုံးပေါ့အားလုံးဆိုရင်ကျမတို့ယူမယ်
အမေရိကန်တက်ကြက်ကြီးဂျစ်ကားပေါ်မှာချက်ချင်းပြန်ဆင်းလာပြီးဒေါ်လာ250ထုတ်ပေး၏အိန္ဒိယအမျိုးသမီး2ဦးကိုသူဝယ်ပြီးသောပစ္စည်းများဖြစ်သည်ဟုပြော၏ဝန်ဟူးကငွေကိုချက်ချင်းလက်မခံသေးပဲအိန္ဒိယအမျိုးသမီးများကိုပင်ရောင်းတော်မိဟန်လုပ်ပြ၏အမေရိကန်တက်ကြက်ကြီးကနောက်နှစ်တွင်လည်းသူအမြဲလာဝယ်ပါဦးမည်ဟုကတိပေးပြီးဝန်ဟူးလက်ထဲငွေကိုအတင်းထိုးထည့်ပေး၏ဝန်ဟူးလက်ခံလိုက်၏ဂျစ်ကားပေါ်မှာအမေရိကန်ရေတပ်သားများဆင်းလာပြီးမြင်းလဲပေါ်မှာဟင်းသီးဟင်းရွက်နှင့်ကြက်ဥနှင့်ကြက်များကိုသူတို့ကားပေါ်သို့ပြောင်းတဲ့တင်၏လဲပေါ်တွင်ချီချီ၏ဝက်လည်းရှိ၏ဝက်ကိုလည်းသူတို့ဝယ်ပြီးသောကုန်ပစ္စည်းများတွင်ပါသည်ဟုထင်၍ပွေ့ချီသွား၏ချီချီကချက်ချင်းပြေးလိုက်သွားပြီးပြန်တောင်း၏အမေရိကန်သင်္ဘောသားများကလည်းပြန်မပေးသူတို့ငွေချေပြီးသောပစ္စည်းဖြစ်သည်ဟုပြောပြီးဇွတ်ညင်၏ချီချီကအတင်းဝင်လူ၏ရံပွဲဖြစ်တော်မူကဲ့သို့ဖြစ်သွားပြီးလူများအုံလာကြ၏ကျွန်တော်ကဂျာမဝင်၍ဤဝက်မှာချီချီအလှမွေးထားသောဝက်ဖြစ်၍ရောင်းသည့်အထဲတွင်မပါကြောင်းအမေရိကန်သင်္ဘောသားများအားဝင်ရှင်းပြ၏ခတ်သည်မှာအလှမွေးထားသောဝက်ဟူသောစကားကိုအင်္ဂလိပ်ဘာသာဖြင့်ကျွန်တော်မပြောတတ်တတ်သမျှနှင့်စူးစမ်းရှင်းပြသည်ကိုလည်းအမေရိကန်သင်္ဘောသားများကနားမလဲခတ်ပြီးရံပွဲစားတော်မူကန်ကောင်းသည်မှာရုတ်တရက်ခေါင်းထဲ၌အင်္ဂလိပ်စကားကောင်းစွာတတ်သည်ဟုဆိုတော့တနေ့ညကကျွန်တော်နှင့်ခင်လာသည့်ပြင်သစ်နိုင်ငံသားလူမဲဟိုမီလီကိုတတိယ၍အမေရိကန်သင်္ဘောသားများအားခိတ္တဆောင်ရန်ပြောပြီးတယ်လီဖုန်းလှမ်းဆက်၏ထို့နောက်ဟူမီလီအားစကားပြန်အဖြစ်တယ်လီဖုန်းဖြင့်အလှမွေးထားသည့်ဝက်ပြဿနာကိုအမေရိကန်သင်္ဘောသားများအားရှင်းပြခိုင်း၏ထိုအခါမှပင်အမေရိကန်သင်္ဘောသားများကလည်းသဘောပေါက်သွားပြီးကျေလောင်စာကလေးများကဲ့သို့အော်ရယ်၍ဝက်ကိုချီချီအားပြန်ပေး၏ပြဿနာရှင်းသွားလေ၏ဂျော့ချ်တောင်မြို့သို့ရောက်သည်မှာ3လရှိသွားပြီ3လပြည့်သောနေ့တွင်ကျွန်တော်တို့ကိုယ်တိုင်အိမ်ခန်းတစ်ခန်းကိုငှားနိုင်၏အခန်းမှာအိန္ဒိယတိုင်းရင်းသားပါအိမ်တစ်လုံး၏တစ်ချမ်းဖြစ်၏အိမ်ခန်း2ခန်းအဲခန်း2ခန်းနှင့်ထမင်းစားခန်းများရှိ၏ဖုန်းဟူးနှင့်ချီချီကအိမ်ခန်းတစ်ခန်းတွင်နေ၍ကျွန်တော်အတွက်အိမ်ခန်းတစ်ခုကိုပေး၏ကျွန်တော်တို့စီးပွားရေးအခြေအနေမှာလည်းအကောင်းကြီးမဟုတ်တော့လည်းမဆိုးပါဒေါ်လာ340ခန်းနေ့စဉ်ဝင်၏ကျွန်တော်မှာအင်္ဂလိပ်စကားကိုရခင်ကထက်အများစွာပိုပြောတတ်နေလေပြီအယောင်းဝယ်လို့သည့်ဝေါ်ဟာရအားလုံးနှိပါကိုပင်တက်နေပြီဖြစ်၏ချီချီနှင့်ဝန်ဟူးတို့ကလည်းနေ့စဉ်ကုန်ချမ်းဝယ်သည့်ကိစ္စကိုတာဝန်ယူ၍ကျွန်တော်ကပြန်ရောက်သည့်ကိစ္စကိုတာဝန်ယူ၏အိမ်သစ်ပြောင်းပြီးသည့်နောက်တစ်နေ့မှာတနင်္ဂနွေနေ့ဖြစ်၏ထို့ကြောင့်ထိုနေ့တွင်ကျွန်တော်တို့အနားယူပြီးရခင်ကျွန်တော်တို့နှင့်အတူနေသောဂူတူတို့အဖွဲ့ကိုကျွန်တော်တို့အိမ်သစ်တို့ထမင်းစားဖဲ့၏ဝန်ဟူးနှင့်ချီချီတို့ကိုငွေ200ချေး၍အတန်ဝေးဝမ်းကြောင်းတစ်ကိုတင်ပြပေးခဲ့သောကျေးဇူးရှင်တရုတ်မိတ်ဆွေကိုလည်းဂုဏ်ပြုဧည့်သည်တော်ကြီးအဖြစ်ကျွန်တော်တို့ဖဲ့၏အားလုံးထိုနေ့တွင်အလွန်ပျော်ခဲ့ကြပါသည်ကျွန်တော်တို့ထံသို့နေ့စဉ်ဟင်းသီးဟင်းရွက်ဝယ်ရန်လာသည့်ဖောက်တယ်များတွင်အမေရိကန်အီတလီတဦးရှိ၏ကျွန်တော်မှာအီတလီစကားအနည်းငယ်တတ်သဖြင့်သူလာတိုင်းအီတလီစကားဖြင့်ကျွန်တော်ကစီးကြိုနှုတ်ဆက်၏သူအလွန်သဘောကျ၏ကျွန်တော်တို့ရောင်းကုန်များကိုကျွန်တော်တို့ကြိုက်စေဖြင့်သူအမြဲဝယ်သွား၏ချီချီမှာလူထူးလူဆန်းဖြစ်၏ဖဲကစားသည့်အလုပ်ကိုအလွန်ဝါသနာထုံ၏သူအမြဲအားခဲနေသည်မှာဂျော့ချ်တောင်မြို့ရှိတရုတ်ကလပ်တွင်ဖဲသွားကစားနိုင်ရေးဖြစ်၏သူလက်ရှိဘဝတွင်သူ့အချစ်ဆုံးမှာသူ့ဝက်ဖြစ်၏သူ့ဝက်ပြီးလင်ကျွန်တော်ဖြစ်၏သူငွေပိုရှိတိုင်းအိမ်ပြန်တွင်ကျွန်တော်အတွက်လက်ဆောင်ပစ္စည်းတစ်ခုခုကိုအမြဲဝယ်လာတတ်၏မဝယ်ခဲ့ရန်ပြော၍လည်းမရအိမ်မှုကိစ္စအားလုံးကိုအိန္ဒိယလူမျိုးအမျိုးသမီးမိတ်ဆွေတဦးကဒီနေ့$2မျှယူ၍အကုန်လာကူလုပ်ပေး၏